တရားလဲအမေအိုရဲ့ဓမ္မအောင်လံတဲ့နော်ယောဇဝဒတတံဇေဝေကုသိတောဟိနဝိရိယောဧကဟံဇေဝိတံသေယောဝိရိယမာရပတောဒံလံယောဇဝဒတတံဇေဝေကုသိတောဟိနဝိရိယောဧကဟံဇေဝိတံသေယောဝိရိယမာရပတောဒံလံဘေကဝေပရိသလေးပါးခြေသာခြေသမီးတို့ယောဇအကျင့်ပုဂ္ဂိုလ်တယောက်သည်ကကိုယ်သိတော်ပြင်းရင်ညီငွေလာသည်ဖြစ်၍ဟိနဝိရိယောမိမိမှာရှိနေတဲ့လုံလဝရိယတရားတွေကိုလျှော့ချထားသည်ဖြစ်၍ဝဒသတံနှစ်ပေါင်းတရားကာလကြာအောင်စေစည်းဝေယအကယ်၍များအသက်ရှင်၍နေခဲ့냐အံတသပုဂ္ဂလသာထိုလုံလဝရိယကင်းပြင်းပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ဤဇီဝေတံဇီဝနာတော်ဒီဘဝဒီသာသနာကြီးမှာလာပြီးတော့အသက်ရှင်ရခြင်းသည်ဒီရောတကယ်မြတ်တဲ့အသက်ရှင်ခြင်းသည်နာဟောတိဘယ်တော့မှမဟုတ်ပါကြီးပါပိယောယုံဉာဏ်နဲ့အောက်တန်းကြတဲ့အသက်ရှင်ခြင်းသည်ဟောတိဖြစ်ပါ၏ဝရိယမိမိတို့ရှိအပ်တဲ့လုံလဝရိယတရားကိုတံလံမြဲမြဲမြံမြံပြင်းပြင်းထန်ထန်အာရဘတောအာရဘံတသအာထောအပ်သောပုဂ္ဂိုလ်ဤဧကဟံတဏိတယတဏနတနာဤကလေးမြဇီဝေတံဇိဝနာတောဒီဘဝဒီသာသနာဤအတွင်မှလာပြီးတော့အသက်ရှင်ခြင်းသည်သေယောတကယ်မြတ်တဲ့အသက်ရှင်ခြင်းသည်ဟောတိဖြစ်ပါ၏ပါပိယောယုံဉာဏ်နဲ့အောက်တန်းကြတဲ့အသက်ရှင်ခြင်းဆိုတာနာဟောတိဘေသောအခါမှမဖြစ်ပါကြီးဣတိသောဘဂဝါဘုံတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဝိယသဝနံဝရိယတရားရဲ့ဂုဏ်ကျေးဇူးကိုဩဇာကရုဏာရှိသွားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းသေတယေဟောဤဂါထာလေးကိုမြန်မာလိုတဲ့ပြန်လို့ပြောကြဟောကြမယ်ဆိုရင်လူတယောက်ဟောဒီဘဝဟောဒီသာသနာဤထဲမှာနှစ်ပေါင်းတရားကာလကြာအောင်အသက်ရှင်ခွင့်ရမယ်သေတယေနှစ်ပေါင်းဘယ်လောက်လဲနှစ်ပေါင်းတရားကာလကြာအောင်အသက်ရှင်ခွင့်ရနေတဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းသည်လုံလဝရိယတွေကလည်းကင်းနေမယ်ပြင်းပြင်းရည်ရည်နဲ့အသက်ရှင်နေမယ်ဆိုရင်နဲ့အဲဒီလုံလဝရိယကင်းပြီးတော့ပြင်းပြင်းရည်ရည်နဲ့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့နှစ်ပေါင်းတရားကာလကြာအောင်အသက်ရှင်ရခြင်းသည်ဒီဘဝဒီသာသနာဤထဲမှာလာပြီးတော့အသက်ရှင်ခွင့်ရလိုက်တာဖြင့်မြတ်သောအသက်ရှင်ခြင်းမဟုတ်သေးပါဘူးဝရိယကင်းပြီးတော့အသက်ရှင်နေနှစ်တရားပဲနေရပါစေပြိဿမြတ်သောအသက်ရှင်ခြင်းဖြစ်ပါမှာလားမြတ်သောအသက်ရှင်ခြင်းမဖြစ်သလိုပါပဲဒီဘဝကြီးထဲမှာအကြာကြီးနေသွားလို့ဝရိယကင်းပြင်းပြင်းတွေ့တွေ့နဲ့အသက်ရှင်တဲ့အချိန်မှာကုသိုလ်လုပ်ငန်းတွေဘာတစ်ခုမှမပြုခဲ့အကုသိုလ်တွေနဲ့သာအချိန်ကုန်သွားတဲ့အတွက်ကြောင့်နဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြန်ရလန်းကရောပြိဿရဲ့အမြင့်ရောက်မလားအနှိမ့်ရောက်မလားအနှိမ့်ရောက်အောင်မဟုတ်လားဒီဘဝကြီးထဲမှာလည်းနှစ်ပေါင်းတရားနေခွင့်ရတယ်
မြတ်သောအသက်ရှင်ခြင်းမရယုံနဲ့မကပဲနဲ့ယုံနိုင်နဲ့အောက်တန်းကြတဲ့ဘဝကိုသွားရမယ်အသက်ရှင်ခြင်းဆိုရင်ခေတ်စကားနဲ့ပြောရင်ပြိဿရေလွမ်းလောက်ပါမလားမလွမ်းလောက်ဘူးနှစ်တရာဘာသွားပြီးတော့တန်ဖိုးရှာမလဲဟုတ်လားအဲဒီလိုနှစ်ပေါင်းတရားကာလကြောင့်ပြင်းပြင်းတွင်တွင်ဝရိယကင်းပြီးတော့အသက်ရှင်တဲ့ပုဂ္ဂိုလ်ရဲ့အသက်ရှင်ခွင့်ရခြင်းသည်ဘာတန်ဖိုးမှမရှိတဲ့ယုတ်နေတဲ့အသက်ရှင်ခြင်းဖြစ်တယ်လို့ပဲဒီဘဝဒီသာသနာဤထဲမှာလူဖြစ်ခွင့်ရတဲ့အချိန်လူသားတယောက်ရဲ့ထက်သန်တဲ့လုံလဝရိယတရားကိုမြင်းမြင်းမြန်မြန်ပြင်းပြင်းထန်ထန်အာရဘတောအာရဘန္တတအမြဲတမ်းအာထုံနေတဲ့ပုဂ္ဂိုလ်ရဲ့ဝရိယတရားကိုထက်လဲထက်သန်နေမြဲလဲမြဲမြံနေပြင်းပြင်းထန်ထန်နဲ့အမြဲတမ်းအာထုနေတယ်ဆိုရင်အဲဒီလိုဝရိယတရားမြဲမြဲမြံမြံပြင်းပြင်းထန်ထန်နဲ့အာထုနေပြီးတော့ဒီဘဝဒီသာသနာမှာတဏိတရတဏနဲ့တဏှာဤတခဏလေးများအသက်ရှင်ခွင့်ရပါစေတဲ့ပရိသတ်အဲ့ဒီခဏလေးအသက်ရှင်ခွင့်ကခဏလေးလို့ဆိုတော်လဲပဲမြတ်သောအသက်ရှင်ခြင်းပါဒီတော့ပရိသတ်အသက်ရှင်ခွင့်ရတာကြာတာမကြာတာနှစ်ရှည်တာနှစ်တိုတာသည်ဗဒနာဟောရတာမဟုတ်ဘူးပရိသတ်အသက်ရှင်ခွင့်ရတာကြာတာမကြာတာနှစ်တိုတာနှစ်ရှည်တာသည်ဗဒနာမဟုတ်ပါဘူးလူဘဝလူခန္ဓာရတဲ့အချိန်လူသားတယောက်ရဲ့တဏ္ဍာမှာရှိရမယ်ထက်သန်တဲ့လုံလဝရိယတရားတွေကင်းပြီးတော့အသက်ရှင်မယ်ဆိုရင်နှစ်တရားအသက်ရှိပါစေအဲ့ဒီပုဂ္ဂိုလ်ရဲ့အသက်ရှင်ခြင်းသည်မြတ်သောအသက်ရှင်ခြင်းမဟုတ်သေးပါဘူးလူသားတရားရဲ့လုံလဝရိယတရားတွေကိုထက်ထက်သန်သန်မြဲမြဲမြံမြံပြင်းပြင်းထန်ထန်အမြဲတမ်းအထုကြိုးစားနေတဲ့ပုဂ္ဂိုလ်ရဲ့တခဏလေးပဲအသက်ရှင်ခွင့်ရပါစေအဲ့ဒီတခဏလေးကပြိတ္တိအမြတ်ဆုံးနိဗ္ဗာန်အထိပို့နိုင်တဲ့အတွက်ကြောင့်နဲ့အဲ့ဒီတခဏလေးအသက်ရှင်ရတာကမှမြတ်သောအသက်ရှင်ခြင်းဖြစ်ပါတယ်ဒီလောက်ပြောပြီးပြိတ္တိကိုဝေဖန်လို့ရမသွားဘူးလားငါသည်လုံလဝရိယတွေထက်သန်ပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်လားငါသည်လုံလဝရိယတွေကင်းပြီးတော့အသက်ရှင်နေတဲ့ပုဂ္ဂိုလ်လားရဲ့လို့ကိုဆင်ញင်သုံးသပ်လိုက်ပြီးဆိုရင်ပြိတ္တိကိုယ့်ရဲ့အသက်ရှင်ခြင်းဟာအမျက်ဖက်ပါနေတယ်အယုတ်ဖက်ပါနေတယ်ဆိုတာကိုယ်တိုင်ဆုံးဖြတ်လို့မရဘူးလားရတယ်ဒီတော့ပြိတ္တိဘယ်ဘက်ပါသွားဘယ်ဘက်မှမပါဘူးဖေဟာတပည့်တော်တို့ကအထက်လည်းမသွားခြင်းဘူးအောက်လည်းမသွားခြင်းဘူးအလယ်မှာသကောစကပဲနေခြင်းပါဘယ်ဘက်မှမပါဘူးမို့လားကိုတော့မသိဘူးမို့လားအေးပြိတ္တတခါတခါကိုရှောက်နှမ်းနေတဲ့လမ်းခရီးကဘယ်ကိုသွားနေတယ်ဆိုတာတော့ဥတ္တရမသိဘူးဆိုရင်ကိုရည်စရာကြီးဖြစ်မနေဘူးလားဒီတော့ပြိတ္တမိမိဟောဒီလူဘဝရတဲ့အခိုင်လေးကချိန်ပြီးတော့ကြည်လိုက်စမ်းမှာလူဘဝဆိုတဲ့ရခဲ့တဲ့ဒုံလဘတရားကိုလည်းမိမိတို့ရနေတဲ့အချိန်ကြည်လိုက်ပြန်တော့ဂေါရမမြတ်စွာဘုရားရဲ့သာသနာတော်တွင်မှာဘုရားရှင်သတ္တော်ထင်ရှားမရှိပေမဲ့ပြိတ္တိဘုရားရဲ့ကိုယ်စားမှန်ကန်တဲ့တရားတော်တွေအဆုံးအမတွေသာသနာကြီးနဲ့တည်တံပြီးတော့လူဖြစ်ခွင့်ရနေတာလူလည်းဖြစ်တဲ့သာသနာနဲ့ရောကြုံမနေဘူးလားလူဖြစ်ခွင့်လည်းရနေတယ်သာသနာကြီးနဲ့လည်းကြုံတွေ့ခွင့်ရနေတယ်သာသနာကြီးနဲ့ကြုံမြန်တော့လေပြိတ္တိကိုယ်တိုင်ကဟောဒီသာသနာထွန်းကားနေတဲ့ဟောဒီနိုင်ငံမှာလူဖြစ်ခွင့်ရနေတယ်နိုင်ငံရဲ့လူမျိုးရဲ့ဘဝရဲ့ဆင်းရဲချမ်းသာကိုဒုပရိသတ်ဘာတွေနဲ့ဘလို့ပဲပိုင်းပြီးတော့ပြောအခုကိုရနေတဲ့ဘဝကတော့တကယ့်လူသားတယောက်ရဲ့မြင့်မြတ်တဲ့ဘဝကိုကောင်းကောင်းကြီးရမနေဘူးလားအကယ်များတို့တရားဓမ္မပေါင်းသူတော်ကောင်းနေ
လူဖြစ်ခွင့်တော့ရပါရဲ့သာသနာထွန်းကားတဲ့ဟောဒီခေတ်မှလည်းလူဖြစ်ပါရဲ့သို့သောသာသနာမရှိတဲ့နိုင်ငံမှာများသွားပြီးတော့လူဖြစ်နေမယ်ဆိုရင်သာသနာကြီးနဲ့အခွင့်အခါကြုံတော်လဲပြိဿရဲ့သာသနာနဲ့ထိတ်တိုက်တွေ့နိုင်ရဲ့လားမတွေ့နိုင်ဘူးဒါကြောင့်အခွင့်ကောင်းကတော့ဒုပရိသတ်လက်ထဲအကုန်ရမနေဘူးလားအကောဆိုအကြောင်းအကျိုးကိုခွဲခြားတတ်တဲ့လူသားတယောက်လည်းဖြစ်နေတယ်အကောအစွာကြောင့်အကျိုးတွေနဲ့ဆုံးမနေတဲ့မြတ်စွာဘုရားရဲ့သာသနာထွန်းကားတဲ့ဒီနိုင်ငံမှာလည်းလူဖြစ်ခွင့်ရနေတယ်သာသနာတော်တွင်မှလည်းလူဖြစ်ခွင့်ရနေတယ်အကြောင်းကောင်းလေးပေါင်းမိပါလျက်ကဲနဲ့ကိုယ့်ရဲ့လုံလာဝရိယတရားတွေထက်ထက်သန်သန်မထားလိုက်ဘူးဆိုရင်အကျိုးကောင်းတွေရသင်ပါလျက်ကဲနဲ့မရဘဲနဲ့လွယ်သွားမယ်ဆိုရင်နဲ့မမြင်ရသေးတဲ့အနာဂတ်ကိုကြိုတွေးကြည့်စမ်းငါဟာဒီလိုအကြောင်းကောင်းကောင်းနဲ့ပေါင်းစုံပြီးလူဘဝရဖို့နောက်ထပ်မျှော်လင့်ခွင့်ရှိသေးရဲ့လားလို့ကြောက်တတ်မယ်ဆိုရင်စဉ်းစားဖို့မကောင်းဘူးလားကောင်းတယ်ပြိဿအခုဘလောက်အကောင်းတွေရနေလေကဲပြိဿအကယ်၍တို့ပြိဿဤတဲ့လိုနေရဟုတ်လားအဲ့ဒီအာရကဘာမှာလူသွားဖြစ်သာသနာမြတ်စွာဘုရားပွင့်တဲ့ခေတ်ကြီးထဲမှာလူဖြစ်တာမှန်တော်လဲဘုရားသာသနာမရှိတဲ့နိုင်ငံမှာလူဖြစ်သွားပြီဆိုရင်ပြိဿသာသနာနဲ့အဆက်တဲ့အကျင့်အလုပ်လုပ်လို့ရပါမလားမရဘူးဟုတ်လားဒါကြောင့်အလွန်ကောင်းတဲ့အခွင့်အရေးတွေကိုယ့်လက်ထဲမှာရှိမနေဘူးလားရှိနေတယ်မိမိတို့ရဲ့လက်ထဲမှာအလွန်ကောင်းတဲ့အခွင့်အရေးကောင်းတွေရပေရညတော်လဲဝရိယကင်းပြီးတော့ပြင်းပြင်းတွေကြီးနဲ့အသက်ရှင်နေမယ်ဧကစားကကာမဂုဏ်ခံစားကပျော်ကပါကနဲ့ဒီလူဘဝမှာနေတိုင်းပြီးတော့ပြန်ထွက်သွားမယ်ဆိုရင်ပြိတ္တရေလူဖြစ်ရတာတန်ဖိုးရှိဖို့နေသာသာအပယ်လေးပါးကိုသွားဖို့ရအတွက်ရိတ်ခါလာစုတာနဲ့တောင်တူသွားတတ်ပါတယ်မဟုတ်ဘူးလားဒီတော့လူဘဝကနှမျိုးပဲရှိတယ်ကုသိုလ်ရရင်ရမရရင်အကုသိုလ်ပဲဒီတော့ကုသိုလ်ရတဲ့လမ်းကြောင်းပေါ်မရှောင်မိသမျှပြိဿရေဘယ်လမ်းကြောင်းပေါ်ရောက်မလဲအေးအပေအတွက်ရိတ်ခါလာရှာသလိုကြီးဆိုရင်မရှုံးဘူးလားဒီတော့ပြိဿဒါနာကောင်းမှုမှာပဲဖြစ်ဖြစ်သီလကောင်းမှုမှာပဲဖြစ်ဖြစ်ဘာဝနာကောင်းမှုမှာပဲဖြစ်ဖြစ်ဒါကဘာသာရေးနဲ့ပတ်သက်တဲ့သက်ဆိုင်တဲ့ဓာတ်ရိုက်စကားအေးလောကီပညာရေးမှာပဲဖြစ်ဖြစ်ဇီဝရေးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်ယာတုဂုံသိနဲ့ရှားတဲ့နေရာမှာပဲဖြစ်ဖြစ်နေရာတကာမှာပြိတ္တရေသိကြတာတစ်ခုကတော့ဝရိယသည်ရှေးဆုံးကပါပဲဝရိယမရှိရင်ပညာသင်နေတဲ့အကြောင်းသားတွေရောပြိတ္တရေအဆင့်တန်းမြင့်တဲ့ပညာရက်ကိုရပါမလားမရဘူးဟုတ်လားအကုန်လုံးကိုယ့်ရဲ့ဘေးနားမှာပညာရှင်တွေကိုချိန်ကြည့်လိုက်ဆရာဝန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိတယ်အင်ဂျင်နီယာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းမြောင်များစွာရှိတယ်အေးဒီတဲ့နှိမ့်ကြည့်လိုက်တော့ပြိတ္တရေဆယ်တန်းမအောင်မဲနဲ့ကလေးကကြီးဖြစ်သွားတာတွေရောမရှိဘူးလားသာမန် BA BSc ဘွဲလောက်ကတော့ပြောမနေနဲ့ပြိတ္တရေပညာရေးတွေအကုန်လုံးကိုခွဲကြည့်လိုက်တဲ့အခါအခြေခံအကြဆုံးကွဲပြားခြင်းရဲ့လမ်းကြောင်းသည်ဘာဖြစ်သွားလဲဝရိယတရားပဲဟုတ်တယ်မို့လားဝရိယတရားပဲဒါဥစဉ်တို့ကဘာကြောင့်ပြောလဲဥစဉ်တို့နဲ့ငယ်ငယ်ကအတူတူပညာသင်ခဲ့တဲ့တငယ်ချင်းတွေပဲပြိတ္တရေအခုအချိန်လေးဘာမှမကြည့်သေးတဲ့40ပတ်ဝန်းကျင်အရွယ်တွေရောက်ကြတဲ့အခါတယောက်နဲ့တယောက်ဆုံလို့ကြည့်လိုက်တော့တချို့လဲဓမ္မစည်းရအောင်သွားတာရှိတယ်တချို့လဲတိုးလိုတန်းတန်းအကြီးတန်းနဲ့ပြန်ပြီးတောနေရတာရှိတယ်တချို့လဲပဲဟိုမရောက်ဒီမရောက်ဓမ္မစည်းရမအောင်အကြီးတန်းတော့အောင်ရဲ့ဟိုဟာလိုလိုဒီဟာလိုလိုဘေးရင်လိုလိုရတရားလိုအကုန်လုံးပြိတ္တလူလိုပြောရင်လိုင်းစုံလိုင်းကြောင်နေအများကြီးဖြစ်သွားတယ်ဟုတ်လားအကုန်လုံးပြန်ချိန်ကြည့်လိုက်တော့ပြိတ္တညာဟာဒီလောက်ကြီးဗဒါနမဟုတ်ဘူးဝရိယနဲ့တမာတိကဗဒါနပဲဟုတ်လားဝရိယနဲ့တမာတိကွာသွားလိုက်တာလူဘဝတွေရဲ့ပညာရေးပိုင်းဆရာတွေမှာရောတယောက်နဲ့တယောက်ကွာမသွားဘူးလားဝရိယတရားကခွဲခြားပေးလိုက်လို့ပညာရေးတွေမှာတယောက်နဲ့တယောက်
အနည်းနေအမြင့်နေအနိမ့်နေအမြင့်နေကွာပြီးတော့သွားရသလိုပဲစီဝါရေးနေပဲကြည့်လိုက်တော့ရောပြိဿရဲ့ဝရိယတရားဒီမပါပဲရပါမလားမရဘူးပြိဿဒီခေတ်ကြီးထဲမှာဆိုရင်ဝရိယက2ဆတော့တင်ထားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒါကြောင့်ပညာရေးမှာလဲဝရိယမပါရဲ့နောက်ကနေခဲ့ရသလိုပဲစီဝါရေးနဲ့တခြားအရေးတွေမှလည်းပဲဝရိယမပါတော့နောက်ကကြံခဲ့ကြတာပါပဲဒီတော့ဝရိယတရားကအကောင်းနေကြည့်ရွေးပြောရင်ရောဝရိယတရားနဲ့ပဲရှင်ပြောလို့မရဘူးလားပညာရေးပြီးတော့ကုသိုလ်ရေးကြည့်လိုက်ဒါနာကောင်းမှုလုပ်ငန်းကိစ္စတွေမှလည်းပြိဿရဲ့ဝရိယနောက်ကျသွားတဲ့ပုဂ္ဂိုလ်တွေမိမိလူမဲလို့ရည်မှန်းထားတာတောင်မှသူများရှိကလူသွားလို့နောက်ကကြတော့နောက်ဆုံးဟာပဲလှူရတာဖြစ်တတ်ပါတယ်ဒါနာကောင်းမှုမှာတော့ပြိဿကိုနောက်တလှမ်းနောက်ကျသွားရင်ကိုလူချင်းတဲ့အလှူတွေဆန္ဒရှိပါရဲ့ကဲနဲ့လက်လွတ်ရတာကိုယ်တိုင်စဉ်းစားကြည့်ကြုံမှုသလားမကြုံဘူးလားကြုံမှုတယ်ဟုတ်လားဒါနာကောင်းမှုမှာကြုံရသလိုသီလကောင်းမှုမှာလည်းဝရိယနဲ့လို့ဝရိယကင်းလို့မရလိုက်တဲ့အကျင့်တွေမြောင်များစွာအမြတ်ဆုံးဖြစ်တဲ့ဘာဝနာကောင်းမှုကိုအချိန်မီမပွားထားတဲ့အတွက်ကြောင့်ဘဝနောင်ဤမှာတန်တရာလွတ်ကြောင်းမပြောပါနဲ့ဒီဘဝကြုံလာတဲ့လောကရန်တရားကိုတော့မှဘယ်စီးနဲ့မိယာမမသိလောက်အောင်ခံစားရတတ်ပါတယ်ဒီတော့ဝရိယတရားရဲ့ရှေ့ဆောင်မှုနဲ့ဝရိယတရားရဲ့နောက်ကျမှုဟာလူသားတွေရဲ့ဘဝတွေကိုတလွာစီပိုင်းမသွားဘူးလားပိုင်းသွားတယ်ဒါဆိုရင်အာလုံးသောတို့တရားဓမ္မပေါင်းသူတော်ကောင်းနေဒီနေရာမှာတရားဝဲကိုကျင့်ပါနေတယ်ဆိုတာကအစောကြီးတဲ့ကသိပေမဲ့လာခြင်းတဲ့ပုဂ္ဂိုလ်တွေကနေတိုင်းရောက်အောင်လာနိုင်ပေမဲ့ပြင်းနေတဲ့ပုဂ္ဂိုလ်တွေနောက်နာကနေတိတ်ခွေဆောင်ပြီးတော့ဗီစီဒီဆောင်ပြီးတော့နာမဲ့ပုဂ္ဂိုလ်တွေကြတော့ဟောဒီနေရာရောက်ပါမလားမရောက်နိုင်ဘူးအာယုံချင်းပြိဿတူရဲ့လားမြင်ရတဲ့အမြင်အာယုံလက်တွေ့အာယုံနဲ့ဗီစီဒီခွေကြည့်ရတဲ့အရာသာတူပါမလားမတူတော့ပြိဿသေချာတာတခုကတော့ဒုပြိဿပြန်သွားရင်သေချာပေါ့အဲ့ဒီလူတွေကတရားပွဲတာမလားတာအိမ်မောက်ကငုတ်လို့ထိုင်ပြီးဟဲနောက်ကြလိုက်တာရေတရားဘယ်လောက်တောင်ကြာလို့တော့ဟောစမေးပြီဟုတ်လားပြီးလို့ချင်းဘာတရားဟောတော့ဘာတရားမပြီးနိုင်ဘူးဖြေရတဲ့လောလားဘာတွေဥတည်ပြီးဟောတာတော့ပြီးနေပြီးတော့နောက်ဆုံးကြတော့ရည်ရလာရင်ဟုတ်လားဒါလည်းပါအောင်မဟုတ်လားအဲ့တော့ပြိဿရေဝရိယမပါဘူးဆိုတဲ့ကဒီကလူကဖြည့်ခြင်းမှန်းသည်မဖြည့်ခြင်းမှန်းသည်ကို့မှာမျက်နှာငယ်လေးနဲ့မေးမနေရဘူးလားမပြောနဲ့ပြိဿရေဟုတ်လားသိချင်းကိုယ်တိုင်သွားခတ်တင်းနေတာပြောချလိုက်ဟုတ်လားအဲ့တော့ပြိဿဝရိယတရားဟာဒါနာကောင်းမှုသီလကောင်းမှုဘာဝနာကောင်းမှုတရားတွေမှလည်းသူကရှေ့ဆောင်သွားတယ်လို့မကောင်းတဲ့နေရာတွေကိုပြောတာမွေးတာသွားတာလာတာကြတော့ရောပြိဿရေဝရိယမပါလို့ရောက်ပါမလားဒီနေရာလေးမှာထွန်တွဲလိုက်ဟောဒီနေ့လိုနေမျိုးဒီနေ့ဘာနေ့ပါလဲဒီနေ့ဘာနေ့လဲတနင်္ဂနွေနေ့ဟုတ်လားတကားတွေဒီလောက်မြင်ရတာကံကောင်းတယ်လို့မှတ်ဟုတ်လားဘာဖြစ်လို့လဲဒီနေ့ဒါပရီးမီးယားဘောလုံးရှိတဲ့နေ့ဟုတ်လားဒီနေရာတရားဝဲကိုအားခဲ့ပြီးတော့လာကြတဲ့ပုဂ္ဂိုလ်တွေကရောက်အောင်လာကြသလိုပရိသတ်ဒီကနေ့ပဲယဟန္တာဖြစ်အောင်ဟောမယ်နိဗ္ဗာန်ပို့ပြီးတော့အရောက်ဟောမယ်လို့ဟောခြင်းသလောက်ဟောဘောလုံးမွဲမခွာနိုင်တဲ့ပုဂ္ဂိုလ်တွေကြတော့လေဘောလုံးမွဲရှိရလက်ဖက်ရည်ဆိုင်ကိုတန်းပြီးတော့မပြေုံတမဲသွားတာကြတော့ရောဝရိယမပါဘဲနဲ့ရပါမလားဒီခြေစုံမဲနော်ဝရိယကပြိဿကောင်းတဲ့နေရာကိုသွားနေတာလဲဝရိယခြေစုံနဲ့သွားနေတာပါပဲအေးဟောဒီလောကုတ္တရာနေပေရဲ့ဆန့်ကျင်ဘက်နေရာတွေသွားနေတော့ရောဝရိယမပါဘဲနဲ့ရပါမလားတက္ကမကြီးတွေဆိုရင်လည်းတရားဝဲအားခဲလို့လာကြတဲ့ပုဂ္ဂိုလ်တွေအမြောင်များစွာရှိတယ်လို့ဟိုနေရာဒီနေရာဟိုကလပ်ဒီကလပ်သွားတဲ့ပုဂ္ဂိုလ်တွေရောပြိဿရေဝရိယမပါဘဲနဲ့ရောက်ပါမလားကဲသူတို့ကပိုတော်ထက်တန်ရသေးတယ်ပြိဿရေအချိန်မီမရောက်သွားရင်ပွဲလွတ်သွားမှာဆိုလို့အပြေးသွားရအောင်ပါဟုတ်လားဒီတော့ဝရိယတရားသည်ကောင်းတဲ့နေရာသွားရင်လေဒီခြေဒီလက်ဒီရုပ်တရားနဲ့မကောင်းတဲ့နေရာသွားရင်ရောပြိဿဒီတိုင်းပဲ
တရားဝင်အားခဲ့ပြီးတော့လာရတဲ့တရားကြီးတွေရှိကြသလိုပရိသတ်ရဲ့ဒီနေရာမှာလူတွေမြောင်းမြောင်းများများရှင်းရှင်းလင်းလင်းမြင်ရသလိုပဲဘီယာစတေးရှင်းတွေမှာသွားကြည့်လိုက်တော့ရောခုံလို့ကလို့မော့လို့တောက်လို့ပြောမနေဘူးလားအဲ့ဒီလူတွေရောဝရိယနဲ့အချိန်မီမသွားရင်ပရိသတ်ရဲ့ကိုချက် point လေးတွေလွဲမသွားဘူးလားလဲသွားမယ်ဒီတော့ဝရိယတရားသည်ခိုးနေရသွားလဲဒီဝရိယပဲဒီနေရာသွားလဲဒီဝရိယပဲဆိုတော့သို့တော့ဝရိယလို့အမည်တစ်မျိုးတည်းတူပေမဲ့သွားတဲ့နေရာချင်းတူရဲ့လားလှုပ်တဲ့အလုပ်ချင်းတူရဲ့လားရည်ရွယ်ချက်ချင်းတူရဲ့လားအေးသွားတဲ့အနေရာမတူဘူးလှုပ်တဲ့အလုပ်မတူဘူးရည်ရွယ်ချက်မတူဘူးဆိုရင်ပရိသတ်ရှင်းရှင်းလေးပါပဲအဖြေကထွက်နေပြီးအကျိုးပေးကြတော့ရောတူပါမလားဒါဆိုရင်တရားဝင်အားခဲလို့လာရတဲ့ဒုဓမ္မဆွေတော်မျိုးတော်တွေကတရားနာရတဲ့ကောင်းမှုကုသိုလ်ရလဲတဲ့အတွက်ကြောင့်ချမ်းသာရမလားဆင်းရဲရမလားဘယ်အထိချမ်းသာမှာလဲနိဗ္ဗာန်သိတယ်ပြောမယ်နော်လားနိဗ္ဗာန်တော့လုံးဝမလျှော်ဘူး तू ကဘယ်တော့မှဘယ်နေရာပြည့်ပြည့်နိဗ္ဗာန်ပဲအတဲ့ပဲဟုတ်လားလွဲကမှလွဲရောဒါဆိုရင်တို့ပရိသတ်ကနိဗ္ဗာန်သွားမယ်ဆိုရင်အဲ့ဒီနေရာဟိုနေရာတွေကိုသွားနေတဲ့ပုဂ္ဂိုလ်တွေကြတော့ပရိသတ်ဘယ်ရောက်မလဲကိုဟာကိုပို့တာကျုံနဲ့မဆိုင်ဘူးဟုတ်လားသူတို့ကြတော့နိဗ္ဗာန်နဲ့ဟိုလူကြတော့ပြစ်ထဲလိုက်တာငရဲကိုဒါလိုက်မယ်ဟုတ်လားပေါ်တော့ပေါ်မလာတော့မြုပ်ထဲလိုက်တာဟမ်ပရိသတ်အဲ့ဒါပဲဝရိယတရားဟာဝရိယနဲ့အသက်ရှင်ခွင့်ရရင်နှစ်ပေါင်းတရားအသက်ရှင်ခွင့်ရဝရိယကင်းနေပေမဲ့အဲ့ဒီပုဂ္ဂိုလ်ဝရိယကင်းနေတယ်ဆိုရင်တန်ဖိုးမရှိဘူးခဏလေးအသက်ရှင်ခွင့်ရပါစေဝရိယနဲ့အသက်ရှင်ရရင်တန်ဖိုးရှိတယ်ဆိုတော့လေပြိဿရဲ့ဝရိယကြတော့ခွဲခြားဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဟုတ်လားဒါကြောင့်အာတာပိကိလေသာမသဘောယံတွေကိုပူပန်စေတတ်လောင်မြိုက်စေတတ်သောမိမိနှလုံးသားထဲမှာကိနေတဲ့လောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာနကိလေသာကိလေသာတရားတွေကိုပူလောင်ပြီးတော့ကိုယ်ထမ်းမှာမလာရင်အောင်ကြောက်လန့်သွားအောင်တိုက်ဖြတ်နေတဲ့ဝရိယတရားမျိုးကိုမှဗုဒ္ဓရှင်တော်မြတ်ကသမ္မပဒံလုံးလဝရိယတရားလို့ခေါ်ပါတယ်။ဟာဝရိယလေသမ္မပဒံလုံးလဝရိယတရားတဲ့ကိုယ်ကိုနှောက်ယှက်တိုက်ခိုက်ဖျက်ဆီးနေတဲ့ကိလေသာတရားစိုးတွေကိုမိနဲ့မြှိုက်တယ်လို့လောင်မြိုက်ပြီးတော့ကိုယ်ထံမလာရဲအောင်ပြက်ပြက်သားသာကြိုးစားအားထုတ်တဲ့ဝရိယမျိုးကိုရှင်တော်မြတ်ဘုရားကဒီနေရာမှာဆိုလိုပါတယ်ဟုတ်လားဒီတော့ပြိဿဝရိယတရားကဘယ်နေရာမှာအားကောင်းကောင်းထားရမလဲဆိုရင်၄ချက်ပေါ်လာပါတယ်ဘယ်နှချက်ပေါ်လာလဲအနုပါဏနံပဝကနံအနုပါဒယဝါယာမောမြန်မာလိုပြန်လိုက်တဲ့အခါကျတော့မဖြစ်သေးတဲ့အာဟုသောကာယကံဝစီကံတရားစုတွေကိုမိမိရဲ့ယုတ်တရားနံတရားမှာမဖြစ်အောင်နဲ့ကြိုးစား၍ရှောင်ခြင်းလိုက်နိုင်ခြင်းသည်နံပါတ်1သမ္မပဒံလုံးလဝရိယတရားပါပဲမြတ်စွာဘုရားမိန့်နဲ့ဝရိယနဲ့ခဏလေးနေရပေမဲ့အဲ့ဒီခဏလေးဟာတန်ဖိုးရှိတဲ့မြတ်သောအသက်ရှင်ခြင်းဆိုတဲ့ဝရိယဟာဘယ်လိုဝရိယလဲဆိုရင်ပြိဿနံပါတ်1ကကိုယ့်ရဲ့ကာယကံကိုယ့်ရဲ့ဝစီကံကိုယ့်ရဲ့မနောကံမှာမဖြစ်သေးတဲ့မလွန်ကျူးသေးတဲ့အကုသိုလ်တရားတွေကိုမဖြစ်အောင်မလွန်ကျူးအောင်ကြိုးစားနိုင်ခဲ့ရင်နဲ့အဲ့ဒါပြိဿရဲ့သမ္မပဒံလုံးလဝရိယတပတ်ပိုင်ပါပြီကဲပြိဿကိုဟာကိုအခုကိုသုံးသက်ကြည့်နော်တို့ပြိဿပုထုဇဉ်နေဆိုတော့အကုသိုလ်ကာယကံနေပြုဘူးသလားမပြုဘူးလားဝစီကံနေပြောဘူးသလားမပြောဘူးလားမနောကံနေကြံဘူးသလားမကြံဘူးလားကဲမိမိတို့ပြုလိုက်တယ်ပြောလိုက်တယ်ကြံလိုက်တယ်အဲ့ဒီအကုသိုလ်ကာယကံဝစီကံမနောကံတွေကိုမပြုခင်မပြောခင်မကြံခင်တုန်းကကိုယ်စိတ်ထဲမှာသိနေတဲ့အတိတိကုသိုလ်နဲ့အကုသိုလ်ဆိုတာကိုတော့တော်တော်များများဗုဒ္ဓဘာသာတွေအစောကြီးတဲ့ကခွဲခြားပြီးတော့သိသလားမသိဘူးလားသိလားမသိဘူးလားသိရင်ဘာဖြစ်လို့လွန်ကျူးတာလဲဆိုကြတဲ့ကပြိဿရဲ့အရှင်းဆုံးကတော့ကိုယ့်ရဲ့
လွန်ကျူးလာတဲ့အကုသိုလ်စိတ်ဓာတ်လွန်ကျူးမဲ့အကုသိုလ်စိတ်ဓာတ်ကိုမထိမ့်သိမ့်နိုင်တဲ့ဝရိယကင်းနေတဲ့စိတ်ဓာတ်ကလွန်ကျူးတဲ့အဆင့်ကိုရောက်မသွားဘူးလားအဲ့ဒါပဲပြိဿရဲ့ဟောဒီထဲမှာပါနေတဲ့ဘုဒ္ဓဇင်ဗုဒ္ဓဘာသာဝင်လူသားအလုံးတို့သည်လွန်ကျူးနေတဲ့အကုသိုလ်တွေကိုမသိလို့လွန်ကျူးတဲ့မိတဲ့ပုဂ္ဂိုလ်ကအလွန်ရှားပါတယ်သိပါလျက်ခဲ့နဲ့မိမိရဲ့စိတ်မှာတောင်းရလာတဲ့လောဘဒေါသမောဟမာနကိလေသာတရားစိုးတွေကိုထိမ့်သိမ့်နိုင်စွာမရှိတဲ့လုံလဝရိယကင်းသွားတဲ့အတွက်ကြောင့်အကုသိုလ်တွေကိုလွန်ကျူးမိတတ်ပါတယ်မှန်သလားမမှန်ဘူးလားမကောင်းဘူးဆိုတာသိသလားမသိဘူးလားငရဲကြီးမယ်ဆိုတာသိသလားမသိဘူးလားသိပေမဲ့ပြိဿရေမကောင်းဘူးဆိုတာလည်းသိတယ်ငရဲကြီးမယ်ဆိုတာလည်းသိတယ်ဖယားနဲ့တကွာသူတော်ကောင်းတွေမကြိုက်ဘူးဆိုတာလည်းသိတယ်သိပင်သိညာတော့လည်းပဲအဲ့ဒီသိတိကြီးနေပဲတဲ့ကာယကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်ဝစီကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်မနောကံမှာအကုသိုလ်တွေလွန်ကျူးလို့နေတတ်တယ်အဲ့ဒါပဲမြတ်စွာဘုရားကမကောင်းမှုဆိုတဲ့အကုသိုလ်ကိုယ်လည်းမချမ်းသာသူတစ်ပါးလည်းမချမ်းသာဟုတ်လားအနာဝဇဒုက္ခဝိပါကလက္ခဏာကိုယ်အတွက်လည်းအပြစ်မကင်းသူတစ်ပါးအတွက်လည်းအပြစ်မကင်းတဲ့ဒီအကုသိုလ်ကိုတဲ့မလုံနိုင်ဖို့မပြောနိုင်ဖို့မကြံနိုင်ဖို့မတားနိုင်သေးသမျှကာလပတ်လုံးဟာပြိဿရဲ့အဲ့ဒါဝရိယအစစ်မှမရသေးဘူးရပြီလားမရသေးဘူးဟုတ်လားဒါကြောင့်တကယ်ရှင်တော်မြတ်ဗျာမိန်ကြားလိုက်တဲ့သမ္မပဒံလုံလဝရိယတရားဆိုတာဟောဒီတန်တန်ကာယကံဝစီကံမနောကံမှာမကောင်းမှုအကုသိုလ်တရားတွေမဖြစ်ပေါ်သေးတာကိုဘယ်တော့မှမဖြစ်ပေါ်အောင်နဲ့ငါရအောင်ကြိုးစားလိုက်မယ်ရဲ့လို့ရှောင်ကျင်လိုက်နိုင်တဲ့သဘောကိုသမ္မပဒံလုံလဝရိယတရားလို့ခေါ်ပါတယ်ဒီတော့မြန်မာလူလေးနံပါတ်1မှတ်မယ်ဆိုရင်မလွန်ကျူးသေးတဲ့အကုသိုလ်ကိုမလွန်ကျူးအောင်တားနိုင်ခြင်းသည်နံပါတ်1သမ္မပဒံလုံလဝရိယတရားဟုတ်လားပြိဿပြောကြည့်စားနံပါတ်1ကဘာတဲ့လဲမလွန်ကျူးသေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတရားတွေကိုငါမလွန်ကျူးနိုင်အောင်ကြိုးစားမယ်ရဲ့လို့ပြင်းပြင်းထန်ထန်ထက်ထက်တန်တန်ဟောဒီယုတ်တရားဟောဒီနှုတ်စကားဟောဒီစိတ်ဓာတ်တွေမှာမရှိအောင်မလွန်ကျူးအောင်ကြံစည်နိုင်လိုက်ပြီဆိုရင်နဲ့အဲ့ဒါမှတကယ်သမ္မပဒံလုံလဝရိယတရားပါအခုတော်တော်များများဟာအဲ့ဒီကာယကံတစ်ခုကိုနိုင်တယ်ဝစီကံမနိုင်တာရှိတယ်ဝစီကံကိုနိုင်တယ်မနောကံမနိုင်တာရှိတယ်ဆိုပြီးတော့ဘတ်ပေါင်းစုံမနိုင်သေးပဲနဲ့ကြိုးစားနေရတာမများဘူးလားတကယ်တမ်းတော့ပြိဿကြီးကာယကံနဲ့ဝစီကံကိုထိမ့်သိမ့်နေလိုက်တယ်ဆိုရင်မိမိတို့အမြဲတမ်းစောင့်တည်ကျင့်သုံးရမယ်သီလတရားကိုလုံခြုံအောင်ကြိုးစားလိုက်ရင်သမ္မပဒံလုံလဝရိယတရားကအလိုလိုနေနဲ့ပြည့်စုံမနေဘူးလားဟောဒီကာယကံနဲ့လွန်ကျူးတဲ့အပြစ်တွေဟောဒီဝစီကံနဲ့လွန်ကျူးတဲ့အပြစ်တွေကိုမလွန်ကျူးအောင်စောင့်တည်ကျင့်သုံးလိုက်တယ်ရှောင်ကျင်လိုက်တယ်ဆိုရင်ပြိဿရေသီလလို့ခေါ်ပါတယ်အဲ့ဒီသီလလေးကိုဖြူစင်အောင်လုံခြုံအောင်တရားထက်တဲ့တန်တန်နဲ့ကြိုးစားလို့ရှောင်ကျင်လိုက်ရင်မဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံတွေမဖြစ်အောင်စောင့်ရှောက်ထိမ့်သိမ်းရာရောက်တဲ့အတွက်ကြောင့်အဲ့ဒါမှတကယ်ဝရိယဘာဝရိယလဲသမ္မပဒံလုံလဝရိယငါတဏ္ဍာမှာဖြစ်ပြီလားလို့ကိုမေးကြည့်စမ်းဘာပြန်ပြောလဲမဖြစ်သေးပါဘူးမဖြစ်သေးပါဘူးပြောတာတော့ကြည်ကြည်မကြားရအောင်နည်းနည်းပဲကြားရတယ်ပြိဿပြောတော့မပြောရဘူးလားမဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံนี่ငါရဲ့စိတ်ထဲငါရဲ့ရုပ်တရားငါရဲ့နှုတ်စကားမှာမဖြစ်အောင်ငါကြိုးစားရှောင်မယ်ဆိုတဲ့သမ္မပဒံလုံလဝရိယဟာအရေးမကြီးဘူးလားအဲ့ဒါပဲပြိဿအဲ့ဒါကိုမထိမ့်သိမ့်နိုင်လို့လွန်ကျူးနေလိုက်ကြတာဝရိယကင်းတယ်ဆိုတာအဲ့ဒါမျိုးကိုမထိမ့်သိမ့်တာဝရိယကင်းတယ်ပြောတာခုနကပြောတဲ့ပညာရေးစီးပွားရေးလူမှုရေးတွေမှာမထိမ့်သိမ့်နိုင်တာကတကယ်သမ္မပဒံလုံလဝရိယမဟုတ်သေးဘူးအဲ့ဒီဆင်းရဲကဒီဘဝလေးပဲဆင်းရဲတာဒီဆင်းရဲကြီးကပြိဿကြီးတန်ត្រာတစ်လျှောက်လုံးဆင်းရဲကြီးကိုရမယ်
မိုက်မဲမှုကြီးဟုတ်လားဒီတော့ပြိဿရေတံပတ္တဝိရတိသမာဒါနဝိရတိသမုတ်စေဒဝိရတိဆိုတဲ့နေရာမှာရှောင်ကျင်ကြောင်းဝိရတိထဲမှာပြိဿရေတံပတ္တဝိရတိဆိုတာအဲ့ဒါဝရိယကိုတိုက်တွန်းလိုက်တဲ့ကောင်းမှုတစ်ခုပဲတံပတ္တဆိုတာကပြိဿရေကြိုတင်ပြီးတော့ခံယူထားတဲ့ကျင့်သုံးထားတဲ့သီလမျိုးမဟုတ်ဘူးဘာမှစောင့်တည်ထားတာလည်းမရှိဘူးဘုရားဓမ္မသီလယူထားတာလည်းမရှိဘူးဘုန်းကြီးတစ်ပါးဓမ္မသီလယူထားတာလည်းမရှိဘူးသို့တော့ပေါ်လာတဲ့အကုသိုလ်အကြောင်းအရာနဲ့ထိတ်တိုက်တွေ့တဲ့အချိန်ကြရင်ဟာငါသည်ဘုရားတရားသံဃာယနာမြတ်သုံးပါးရဲ့အဆုံးအမကိုခံယူနေတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်ဖြစ်တယ်ငါတို့ရဲ့ဘုရားရှင်ကိုယ်တော်မြတ်ကဟောဒီအကုသိုလ်ကာယကံဝစီကံမနောကံအလုပ်တွေကိုကြိုက်တော်မမူဘူးမကြိုက်တဲ့အတွက်ကြောင့်သီလထဲမှာလည်းထည့်ခဲ့တယ်ဒုစရိုက်သူစရိုက်မှာလည်းထည့်ခဲ့တဲ့အတွက်ကြောင့်ငါရအောင်ရှောင်ကျင်မယ်လို့သီလခံယူထားပြီးတော့ဥပုသ်ဆောင်ပြီးတော့ရှောင်ကျင်တာမျိုးတော့မဟုတ်ဘူးတဲ့ဖြစ်ပေါ်လာတဲ့တွေ့ကြုံလာတဲ့အကုသိုလ်ကာယကံဝစီကံမနောကံကိုဟာငါလွန်ကျူးလို့မဖြစ်ဘူးငါတို့ရဲ့မြင့်မြတ်တဲ့ဗုဒ္ဓဘာသာမှာအဲ့ဒါမျိုးတွေလက်မခံဘူးမကျင့်သုံးဘူးဆိုတဲ့အတိလေးနဲ့ရှောင်ကျင်လိုက်ရင်ပြိဿအဲ့ဒါတံပတ္တဝိရတိလို့ခေါ်တယ်ဟုတ်လားအဲ့ဒီအတိလေးတွေတတိလေးတွေကတို့ဗုဒ္ဓဘာသာတွေမှာကင်းနေလားကိန်းနေလားတော်တော်များများကင်းနေတယ်ဟုတ်လားဦးဇင်းတို့အထတန်လေးနေအထကရာဘွဲ့မှာတခုတွေးခဲ့တယ်ဒီကနေ့ဦးဇင်းတို့စက္ကနညီနောင်ဆိုတဲ့ဝတ္ထုတိုးတိုးလေးပါဟုတ်လားစက္ကနညီနောင်ဆိုတာပြိဿရေညီကို2ယောက်ရှိတယ်ညီကို2ယောက်မှာဘသူအပိုပါလာလဲဆိုရင်အမေမိခင်အိုကြီး1ယောက်နဲ့ရှိတယ်အမေကြီးကလူနာယောဂကြီးလာတဲ့အခါကျတော့လူအိုယောဂနဲ့အိပ်ရတဲ့လဲပြီဆိုတော့ဆေးဆရာကပြောတယ်အေးမင်းတို့အမေရဲ့အသက်ရှင်ခွင့်ရဖို့ဆိုတာကတော့ယုံသားလက်လက်ဆက်ဆက်ကိုကြွေးမှမင်းတို့အမေအသက်ရှင်ခွင့်ရလိမ့်မယ်ဒီတော့ငါလိုချင်တာကတော့ယုံသားရမှမင်းတို့အမေကိုစိတ်ကုလို့ရမယ်သိတဲ့ဘာရမှလဲယုံသားရမှစိတ်ကုလို့ရမယ်ဆိုတော့ပြိဿရေတမအေတဲကမွေးထားတဲ့စက္ကနညီနောင်အကိုကြီးကကိုကျင့်သီလနဲ့အခုပြောတဲ့သမ္မပဒံလုံလဝရိယခင်းနေတယ်ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကြတော့ကိုကျင့်သီလလည်းဖြူစင်တဲ့သမ္မပဒံလုံလဝရိယကလည်းရှိသွားတဲ့အခါအကိုကြီးကနေခိုင်းလိုက်တဲ့ဟိကောင်သွားမင်းတောထဲမှာယုံသွားရှာယုံသားရမှတို့အမိအသက်ကချမ်းသာရမှဆိုတော့ငါအမိနာမှာပြုစုနေမယ်မင်းယုံသားတွေ့အောင်သွားရှာလာခဲ့ဆိုတော့အမေဆိုတဲ့ဇောစိတ်ကတစ်မျိုးအကိုရဲ့ခိုင်းစေချက်တစ်မျိုးနဲ့ညီငယ်ဖြစ်တဲ့စက္ကနညီနောင်အငယ်ကောင်ဟာတခါတည်းတိုးတဲ့သွားပြီးတော့ယုံသားရှာမယ်ဆိုထွက်လာတာတိုက်ဆိုင်လည်းပဲပြိဿရေယုံတွေကလည်းပြေးပြီးတော့ပြိဿရေဆူးချုံကြားမှာယုံတော်ကောင်ကညှိပြီးနေတဲ့အခါယုံမထွက်နိုင်တော့ဘူးဟာဟန်ကြလိုက်တာငါအမေကလည်းယုံသားစမသာလည်းအသက်ရှင်ခွင့်ရမယ်ယုံတော်ကောင်ကလည်းခေါ်ဒီမှာသူဟာသူလာပြီးတော့ညှိလို့မထွက်နိုင်မယုံနိုင်ပြီးတော့လွယ်ကူကူပဲအဲ့ဒီယုံလေးကိုဖမ်းလိုက်တဲ့အခါပြိဿရေယုံဆိုတဲ့တရားဝါကတခြားတိရစ္ဆာန်တွေတောင်ပုံပြီးတော့ကြောက်တတ်တဲ့အခါသူဆုပ်ကင်လိုက်တဲ့အချိန်မှာပဲမျက်လုံးလေးကလေးနဲ့သူ့ကိုကြည့်နေတဲ့အခါမှာကဲပြိဿအဲ့ဒီစက္ကနညီအငယ်ဟာသီလလည်းစောင့်တည်ထားတာမဟုတ်ဘူးယဟန်တစ်ပါးစီမှလည်းမစောင့်တည်ဘူးဘုရားဓမ္မလည်းမစောင့်တည်ဘူးသူလာတဲ့ရည်ရွယ်ချက်ကိုကသူ့အမေအတွက်ဘာလာလုပ်တာလဲယုံသားလာရှာတာဒီတော့ယုံငယ်လေးမျက်စိကလေးနဲ့သူ့ကိုကြည့်နေတာကြည့်ပြီးတော့ဩကြည်စမ်းသူလည်းပဲသူ့အသက်ကိုသိရမှာကြောက်မှာပဲသူ့အသက်တတ်တော့မယ်ဆိုတာသိလို့ငါလက်ထဲမှာသူ့ခမရတခါတဲ့မျက်လုံးလေးကလေးနဲ့နေနေရတာဆိုတဲ့အတွေးစိတ်အမှန်လေးဝင်လာတဲ့အခါကြည်စမ်းငါမှားတော့မလို့ငါအမေအသက်ရှင်ခွင့်ရဖို့ရန်အတွက်သူတစ်ပါးရဲ့အသက်ကိုငါသက်ပြီးတော့မှငါအမေရဲ့အသက်ချမ်းသာရမှုကိုငါရှာမယ်ဆိုရင်ငါရဲ့ကာယကံတွေကအလွတ်ကိုယုံနေပြီသိတဲ့တွေ့ကြုံလာတဲ့အကုသိုလ်နော်ထိတ်တိုက်တွေ့ကြုံနေပေမဲ့တတိတရားလေးလက်ကင်ထားလိုက်တဲ့အခါဝိတ္တိဆိုတဲ့အကုသိုလ်ကနေရှောင်ကျဉ်နိုင်တဲ့စိတ်ဓာတ်ကလေးပေါ်မလာဘူးလားတရိစ္ဆာန်တစ်ကောင်ရဲ့အသက်ကိုရင်းပြီးတော့မှငါအမေရဲ့အသက်ကိုရှင်ခွင့်ရမယ်ဆိုရင်
ငါရဲ့ကာယကံတွေကအမိအသက်ချမ်းသာအောင်တော့ငါအတွက်ကတော့ယုံနေတဲ့နေရာကိုသွားရတော့မှာဒီတော့ငါဘလို့မှမတတ်နိုင်ဘူးငါအမိအတွက်ငါသစ္စာစကားကလွဲရင်အာမကူတော့ဘူးဆိုပြိဿရဲ့မိနေတဲ့ယုံလေးကိုအသက်ချမ်းသာရာပေးလိုက်တယ်ကဲမိမိရဲ့ကာယကံဝစီကံမနောကံမှာမလွန်ကျူးသေးတဲ့အကုသိုလ်တရားထိတ်တိုက်တွေ့တာတောင်မှတတိတရားလေးနဲ့ဘုရားရဲ့အဆုံးအမလေးကိုတတိတရားရှိလိုက်တဲ့အခါမှာလွန်ကျူးမဲ့အကုသိုလ်ဟာပြိဿချက်ချင်းကြီးလွဲမသွားဘူးလားအဲ့ဒါမျိုးကိုပြောတာဟုတ်လားအာနုသောဒုဒကဓမ္မပေါင်းသူတော်ကောင်းနေလေတခါတခါမှာသာဝနေအတွက်စီဝါတွေရှာနေရတယ်ပညာတွေရှာနေရတယ်ယာတုဂုံသိနေလောက်ကင်နေရတဲ့အခါပရိသတ်ရေကိုယ့်ရဲ့ကာယကံဝစီကံမနောကံတွေကိုကိုယ်တိုင်ပြန်ပြီးတော့စစ်ဆေးကြည့်စမ်းပါအေးမကောင်းတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေကိုပြုတော့ပြောတော့ကြံတော့မယ်ဆိုရင်ဩဘုရားရှင်ကိုယ်တော်မြတ်လည်းမကြိုက်သူတော်ကောင်းတွေလည်းမကြိုက်အတ္တကြီးမားတဲ့ဟောဒီအကုသိုလ်ကြီးကငါကိုဒီဘဝမှာလည်းပြန်လဲလို့ဟောလဲစေလိမ့်မယ်ဘဝတမလွန်မှာလည်းနေကြတဲ့ဘဝကိုပို့လိမ့်မယ်လို့ရှောင်ကျဉ်လိုက်နိုင်ပြီဆိုရင်တော့အေးအဲ့ဒါဘုရားမိတ်နဲ့နံပါတ်1သမ္မပဒံလုံလဝရိယတရားပါပဲတတိထားရင်ရှောင်လို့မရဘူးလားရတာဗောပြိဿယဟန်နေတဲ့ပုထုဇဉ်မဲ့သင်္ကန်းဝတ်ထားပြီမဲ့ပြိဿလူနဲ့ဆိုင်ယဟန်နေမှာအကျင့်သီလသိက္ခာဖို့မြောက်များစွာထမ်းရွက်ထားရတော့ယဟန်နေမှာအဲ့ဒီအကုသိုလ်တော်တော်များများကင်းမနေဘူးလားကင်းနေတာပြိဿကြီးရှောင်လို့ကင်းတာလားမရှောင်လို့ကင်းတာလားရှောင်လို့ကင်းလို့ဟုတ်လားယဟန်လည်းပဲတတိလွတ်ကင်းသွားလို့အကုသိုလ်အမှုလွန်ကျူးမယ်ဆိုရင်ကြီးမားတဲ့အကုသိုလ်တွေမကျူးနိုင်ဘူးလားကျူးနိုင်တယ်ဒါကြောင့်ပြိဿကြီးမိမိရဲ့ဘုရားအစွန်မှာတရားအစွန်မှာသံဃာအစွန်မှာလေးကိုတတိတရားလက်ကင်ထားလို့ရှောင်ကျင်လိုက်မယ်ဆိုရင်မိမိရဲ့ကာယကံဝစီကံမနောကံမှာမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ထိမ့်သိမ့်လို့ရနိုင်ပါတယ်မရနိုင်ဘူးလားရနိုင်တယ်ဘာဖြစ်လို့ဦးဇင်းဒီလောက်လက်တွေ့ကြကြပြောပြီးခေါ်နေရတာလဲဆိုပြိဿဒီလိုအကုသိုလ်လေးတွေဟာရှောင်ကျင်ရနိုင်ပါရဲ့ကဲနဲ့မရှောင်ကျင်ကြလို့တော်တော်များများလွန်နေလို့ဦးဇင်းတို့ဟောပေးတာပါဟုတ်လားဒီတော့ခုနကဇက်အကြောင်းလေးပြန်ပြောရင်ညီငယ်ဖြစ်တဲ့ပုဂ္ဂိုလ်ကအိမ်ပြန်သွားတဲ့အခါအကိုကြီးကမေးတယ်ဟာမင်းယုံသားမပါခဲ့ဘူးလားဟာအကိုရယုံတကောင်တော့ရတယ်ဒါပေမဲ့အရှင်ကြီးဖြစ်နေတယ်ဒီယုံလေးအရှင်ကသူ့ကိုဗျာကျုပ်ကဖမ်းလိုက်တော့မျက်လုံးလေးကလေးကလေးနဲ့သူတရားမှာကြောက်နေတာကျုပ်မြင်လို့ဟာငါအမေအသက်ချမ်းသာရဖို့ရန်အတွက်တိရစ္ဆာန်တကောင်ကိုငါကကာယကံမြောက်လွန်ကျူးတတ်ရမယ်ဆိုတာမဟုတ်သေးပါဘူးဘုရားဟောတရားကြီးနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်ဆိုပြီးတော့ကျုပ်လွတ်ပေးလိုက်တဲ့အကိုကြီးရာဆိုတော့ဟိုကပရိသတ်ရေသမ္မပဒံလုံးလာဝရိယလည်းမရှိသီလသမာဓိလည်းမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ဆူလိုက်တာညီငယ်ကိုမင်းကိုအမေအတွက်ယုံကအရေးကြီးသလားမင်းယုံကိုမတတ်ဘဲနဲ့အမေသေးဖို့မင်းပြန်လာတာလားပေါ့ဆူလိုက်တဲ့အခါမှာဟာနေပါအောင်အကိုရဲ့ကျုပ်သစ္စာစကားလေးဆိုပါအောင်မယ်ဆိုပြီးတော့အမေဘေးနားမှာထိုင်အကျွန်ုပ်သည်ယနေ့ယုံတကောင်ကိုလက်ထဲမှာပိုင်မိရပင်ရညာတော်လဲယုံတကောင်ပေါ်မှာသက်လို့တဲ့အကုသိုလ်ကာယကံကိုမလွန်ကျူးလို့တဲ့အတွက်ကြောင့်၎င်းအမေရဲ့အသက်ချမ်းသာမှုမှာဟောဒီယုံသားကိုစားမှအသက်ရှင်ခွင့်ရမယ်ဆိုရင်ငါသည်ယုံကိုတော့ဘယ်တော့မှအသက်ပြီးတော့ငရဲမယူနိုင်မှုဆိုတဲ့စိတ်ဓာတ်ကြောင့်၎င်းကျွန်ုပ်လူမှန်သိတတ်စအရွယ်ကလေးကတရားသောတတ္တဝါတရိစ္ဆာန်တွေကိုဘာတခုဘာတကောင်မှမသက်ဘူးတဲ့ကုသိုလ်ကံကြောင့်၎င်းဒီသစ္စာစကားကြောင့်ကျွန်ုပ်အမေတွေ့ကြုံခံစားနေရတဲ့ယောဂဆိုဝေဒနာဆိုဟာအမြန်ဆုံးပျောက်ကင်းပါစေဆိုပြီးတော့သစ္စာဆိုလိုက်တာပြိဿရေအမေတွေ့ကြုံခံစားနေရတဲ့ယောဂဝေဒနာလည်းအမြန်ဆုံးပျောက်ကင်းချမ်းသာသွားတယ်ဟုတ်လားရှောင်ကျင်လိုက်တဲ့အကုသိုလ်ကိုပြိဿရေသစ္စာပြန်ဆိုလိုက်တော့အဲ့ဒီသစ္စာဟာယုံသားတဲ့စွမ်းအားထပ်မသွားဘူးလားအဲ့ဒါပဲပြိဿတခါတခါမှာသိသိချင်းနဲ့လွန်ကျူးနေတဲ့အကုသိုလ်တွေမြောင်များစွာရှိတယ်ဖယားမကြိုက်တာလည်းသိတယ်သီလပျက်စီးတာလည်းသိတယ်သိပင်သိညာတော့လည်းပဲမိုက်ကန်းကန်းနဲ့ဆက်ပြီးတော့လွန်ကျူးနေတတ်ပါတယ်ဒါကြောင့်ဒီကနေ့ကစပြီးတော့တကယ့်သမ္မပဒံလုံလာဝရိယတရားနဲ့အသက်ရှင်ခြင်းနာမှန်ကြရင်တော့
မိမိရဲ့ကာယကံဝစီကံမနောကံမှာမဖြစ်ပေါ်သည်တဲ့အကုသိုလ်တရားတွေကိုကာယကံမှာလည်းမဖြစ်အောင်ဝစီကံမှာလည်းမဖြစ်အောင်မနောကံမှာလည်းမဖြစ်အောင်ရှောင်ကျဉ်လိုက်နိုင်ကြမယ်ဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်မိန့်တော်မူတဲ့တခဏလေးအသက်ရှင်တာကမြတ်တယ်ဆိုတဲ့ဝရိယတရားတွေကနံပါတ်1ကိုပိုင်သွားပါပြီအရေးမကြီးဘူးလားဒါကနံပါတ်1နံပါတ်2ဝရိယကြတော့ပြိဿရေပုထုဇဉ်သဘာဝအရာဖြစ်ပေါ်ပြီးတဲ့လွန်ကျူးပြီးတဲ့အကုသိုလ်ကံတရားတွေဆိုတာကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်အနည်းနဲ့အများပြိဿမရှိဘူးလားရှိလားမရှိဘူးလားကိုယ်တဏ္ဍာကိုယ်အကြောင်းကိုပြန်တွေးကြည့်ပေါ့မိမိရဲ့ကာယကံဝစီကံမနောကံတွေမှာမသိ၍လွန်ကျူးမိခဲ့တဲ့အကုသိုလ်တွေလည်းရှိတယ်သိသိကြီးနဲ့လွန်ကျူးမိခဲ့တဲ့အကုသိုလ်တွေလည်းရှိတယ်လွန်ကျူးပြီးသွားတဲ့အတွက်ကြောင့်ငါအတွက်မထူတော့ဘူးတဲ့ဆက်ပြီးတော့သာမိုက်ယုံရှိတော့တာဘဲလို့များလွတ်ထားနိုင်ရင်ပြိဿရေကြောက်เสียမကောင်းဘူးလားအေးဒါကြောင့်နောက်တစ်ခုသတိပေးကျင်တာကပုထုဇဉ်ဆိုတာမမှားတဲ့ပုထုဇဉ်ရှိသလားမရှိဘူးပြိဿရေလူမိုက်ကြီးဓမြကြီးဘဝကနေယဟန်ပြုတောထွက်တရားရှာလို့ယဟန္တာကြီးဖြစ်သွားတာရောမရှိဘူးလားရှိတယ်အဲ့ဒါဘာလဲဆိုရင်ကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်လွန်ကျူးမိလက်စအကုသိုလ်တရားကိုအတိနဲ့တတိနဲ့ပေါ်လာရင်ဟာကြည်စမ်းငါသည်အဲ့ဒီတော့ငါသိသိချင်းနဲ့လေအကုသိုလ်ကာယကံဝစီကံမနောကံတွေကိုလွန်ကျူးမိခဲ့တယ်မသိပဲနဲ့လေအကုသိုလ်မဖြစ်နိုင်ဘူးထင်ပြီးတော့ငါလွန်ကျူးမိခဲ့တယ်တဲ့လွန်ကျူးပြီးတာအကုသိုလ်တွေကတော့ငါအတွက်ပြန်ပြင်လို့မရနိုင်တော့ဘူးပြန်ပြင်လို့မရနိုင်တဲ့အကုသိုလ်တွေရှိပဲရှိ냐တော့လေဒီကနေ့ဒီအချိန်ကစပြီးတော့ငါရဲ့ကာယကံဝစီကံမနောကံမှာအဲ့ဒီအကုသိုလ်မျိုးတွေနောက်ထပ်ဘယ်တော့မှမပြူတော့ဘူးဘယ်တော့မှမပြောတော့ဘူးဘယ်တော့မှမကြံတော့ဘူးရဲ့လို့ရဲရဲရင်ပြက်ပြက်သားသားနဲ့တတိကောင်းကောင်းနဲ့ရှောင်ကျင်လိုက်မယ်ဆိုရင်ပြိဿကြီးအရှင်းဆုံးပြောရင်တချမ်းတော့သိကြမသွားဘူးလားဖြစ်ပြီးသားအကုသိုလ်တရားကိုနောက်ထပ်အသစ်ထပ်မဖြစ်အောင်နဲ့ထိမ့်သိမ့်နိုင်တယ်ဆိုရင်လည်းအဲ့ဒါဒုတိယသမ္မပဒံလုံးလဝရိယတရားအခုကိုယ်ပဲဖြစ်ဖြစ်သူပဲဖြစ်ဖြစ်လွန်ကျူးဘူးတဲ့အကုသိုလ်ဆိုတာမရှိဘူးလားရှိပါတယ်ဟုတ်လားလူသားမှရှိမှာပဲပြိဿငယ်စဉ်တောင်ကြီးကလေးဘဝမသိတဲ့အရွယ်တုန်းကလွန်ကျူးတာလည်းဖြစ်ရင်ဖြစ်မယ်အသက်ကြီးပေမဲ့အသိဉာဏ်ရှိပေမဲ့ပြိဿရေမအောင်နိုင်မစည်းနိုင်မစောင့်နိုင်မစည်းနိုင်လို့လွန်ကျူးမိတာလည်းရှိရင်ရှိမယ်ဘာကြောင့်မဲလွန်ကျူးမိကြပါစေမိမိရဲ့ကာယကံဝစီကံမနောကံတွေကိုနောက်ထပ်တော့အဲ့ဒီအမအပေါ်မှာနောက်အမတစ်ခုပဲတော့မှမပေါင်းမိပါစေနဲ့တဲ့အမလန်းကြောင်းကနေအမှန်လန်းကြောင်းပေါ်ပြန်ပြီးတော့ရှောက်နိုင်ရင်အဲ့ဒါဝရိယတရားပါပဲတော်တော်များများကပြိဿရေမြန်မာလူမျိုးမှာစကားတခွန်းရှိတယ်ခုမှတော့ပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးကွာဆိုတာပြောလားမပြောဘူးလားပေါက်တာဘယ်နေရာမှာပေါက်တာပေါက်တဲ့နှစ်ဖူးမထူးတော့ပါဘူးလို့ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းပျောက်သလိုပြောကြသလိုတောက်တဲ့ပါဇက်မထူးဘူးဆိုပြီးတော့ဆက်တောက်နေမယ်ဆိုရင်ရောဆုံးမမလားပြိဿအကုသိုလ်ဆိုတာအကုသိုလ်မှန်သိတဲ့အချိန်ရှောင်ကျဉ်နိုင်ပြီဆိုရင်သက်တာမသွားဘူးလားကဲဥပမာပြိဿရေဇီးပင်ခုတ်လိုက်လို့ရှိရင်ဇီးပင်ကထွက်လာတဲ့အတက်တို့ပြိဿခဏခဏမမြင်ဘူးလားဇီးတက်တမိသားစုလုံးစားလို့မကုန်နဲ့ဇီးပင်များခုတ်လိုက်ရင်ပြိဿရေတပင်ခုတ်လိုက်တာအတက်က၄တက်လောက်တစ်ခါတည်းတန်တန်မှန်မှန်ကြီးထွက်လာတဲ့အခါတဆွေလုံးတစ်မျိုးလုံးတော့စားလို့ကုန်ရဲ့လားအေးအဲ့ဒီလိုမဖြစ်စေနဲ့ပြိဿရေကျူပင်ခုတ်ကျူငုတ်မကြံဆိုသလိုပဲအငုတ်မကြံအမြင့်မကြံအောင်နောက်တဲ့ဟောဒီကာယကံဝစီကံမနောကံအကုသိုလ်တွေငါတဏ္ဍာမှာဘယ်တော့မှအဖြစ်မခံတော့ဘူးလို့ရင်းရင်ပြက်သားတဲ့သူတော်ကောင်းတို့ရဲ့တမ္မပဒံလုံးလဝရိယတရားသာလက်ကင်ထားရင်မှားမိတဲ့အမှားပေါ်မှာနောက်ထပ်အမှားဆိုတာပေါင်းမအောင်မလားမပေါင်းတော့ဘူးဒါကြောင့်မှားမိတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေရှိခဲ့ကြတဲ့ဆိုရင်လည်းပဲပရိသတ်အဲ့ဒီအကုသိုလ်ကာယကံဝစီကံမနောကံတွေကိုနောက်ထပ်ဘယ်တော့မှအဖြစ်မခံကြပါနဲ့နော်
မဖြစ်ဘူးတဲ့ဆိုတာတော့ရှိပါမလားရှိပါဘူးဦးဇင်းတို့လည်းငယ်ငယ်ရတော့ပြိဿရေသိရတော်၎င်းမသိရတော်၎င်းမိုက်မားရတော်၎င်းအကုသိုလ်ကာယကံဝစီကံမနောကံတွေရှိခဲ့တာပါပဲဟုတ်လားအတိနဲ့တတိနဲ့တွဲသွားပြီးအတိညာလည်းရင့်တန်လာပြီးတတိကလည်းခိုင်လာပြီးဆိုတဲ့အခါကျတော့နောက်ထပ်မဖြစ်အောင်အိုးကြည်စမ်းအဲ့ဒီတော့ငါလွန်ကျူးတဲ့အကုသိုလ်ကြီးအံ့ဩမှုကောင်းလိုက်တာတကယ်ဆိုငါရှောင်နိုင်ဖို့ကောင်းတာပေါ့ဆိုတဲ့အတွေ့မှန်လေးနဲ့နောက်ထပ်မဖြစ်အောင်ရှောင်လိုက်ရင်ပြိဿဒီဘဝရောဘဝတမလွန်ရောတန်ဖိုးရှိတဲ့ရှောင်ကျင်မှုတစ်ခုရမသွားဘူးလားရသွားတယ်ဒီတော့ပြိဿရေတော်တော်များများပေါ့လေဒီထဲမှာအခုပြောနေရတဲ့စကားတော်တော်များများထဲမှာတောက်တာစားတာကိစ္စရတယ်တော်တော်ကိုပြောလာရတယ်ဟုတ်လားကျွတ်တို့မြန်မာနိုင်ငံမှာဘာတွေတိုးတက်နေတော့မသိဘူးသိကြတာတစ်ခုကတော့တောက်တဲ့လူကတော့ပိုတိုးလာတာသိကြတယ်ဟုတ်လားတယောက်နဲ့တယောက်ဧည့်ခံရင်တောက်တာလေးနဲ့ဧည့်ခံတယ်ကဲတောက်တဲ့ကိစ္စကောင်းလားမကောင်းဘူးလားမကောင်းမိမဲ့ပြိဿရေတိုးလာသလားယော့သွားသလားတောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကလည်းမထူပါဘူးဆိုပြီးတော့ဆက်ပြီးတော့တောက်ကြတယ်မတောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကလည်းတောက်ဘူးတာကိုမှခုံယူစရာထင်ပြီးတော့တောက်လိုက်ကြတာတဲ့တောက်တဲ့ပုဂ္ဂိုလ်တွေကလည်းတောက်တယ်မပေါက်တဲ့ပုဂ္ဂိုလ်တွေကလည်းမထူဘူးဆိုပြီးတော့ဆက်ဆက်ထိုးလိုက်တာအပေါင်းဆိုင်ကြီးအတော်ချမ်းသာကုန်ပြီဒကမာကြီးတွေကဒကာကြီးတွေအကြောင်းပြောရင်သိသဘောကြတာဒကာကြီးတွေကတောက်တဲ့ဘက်မှာဝါဒနာပါတယ်လို့တချို့ဒကမာကြီးတော်တော်များများရောပေါက်တဲ့မပေါက်တဲ့ဘက်မှာဝါဒနာမပါဘူးလားဟောဒကာကြီးကပါပါတယ်ဖေရတယ်သိကျင်တဲ့မတူပြောကျင်နေတာဟမ်ကဲပရိသတ်တချို့လည်းအဲ့ဒီလိုပဲနှလုံးသုံးလုံးထိုးတာအခုခစ်တောင်စားတာဒီဘောလုံးမှာပါလာပြီကဲကျွတ်တို့မြန်မာနိုင်ငံကြီးကိုနှိပ်စက်နေတဲ့အဲ့ဒီတစ်လုံးနှလုံးသုံးလုံးဟာတကယ်ကြီးမားတဲ့ရန်သူကြီးဖြစ်မနေဘူးလားတော်တော်များများဟာပရိသတ်ကြီးကိုကျင်တရားတွေပျက်စီးသွားလိုက်တာဆင်းရဲတဲ့နေရာတွေရောက်ရင်ပို့ပြီးတော့တောင်သိတာသေးတယ်ဟုတ်လားအဲ့တော့တော်တော်များများပြောတယ်မလုပ်ကြပါနဲ့ကုံမိသားကတော့အကုသို့ဝင်တယ်လို့သဘောထားပြီးတော့တော်လိုက်တော့နောက်ထပ်မမိုက်ပါနဲ့ဆိုတော့ဘာပြောလဲဖုံဖုံနဲ့လှီမျောလှီနဲ့လိုက်ငွေမျောငွေနဲ့လိုက်ရမှာဆိုတော့လိုက်ရမှာပဲတဲ့ဟုတ်လားလိုက်ရင်နဲ့ပြိဿလိုက်သွားလိုက်တာဟိုမင်္ဂလာဥတော်ကဂျိတ်တမိန်နဲ့မကြံတော့ဟုတ်လားသွားနေကြစတိကြိုင်လည်းပဲကော်ချိုင်းဖြစ်ကုန်ပြီဘာမှမကြံတော့ဟုတ်လားအဲ့တော့လိုက်တိုင်သေးတော့လိုက်เสียမရှိတော့ဖုံးလိုက်မောပြီးတော့နှလုံးကြောင့်သေရတဲ့အသေးဆိုးတွေဒုပရိသကြားဘူးလားမကြားဘူးလားကြားဘူးတယ်ကိုတတ်သေးသွားတဲ့အထိခံရတဲ့အကုသို့ဘယ်လောက်ကြီးမားလဲတကယ်တမ်းကျတော့ပရိသအချိန်မီမားတယ်လို့သိရင်မားနေတယ်လို့ပြောတဲ့ပုဂ္ဂိုလ်တွေကပြောတဲ့စကားကိုလက်ခံရင်အဲ့ဒီအကုသို့ဟာနောက်ထပ်ဝင်မအောင်မလားအေးဒါကြောင့်ပရိသရေတကယ်တမ်းကြတော့ကျွတ်တို့မြန်မာလူမျိုးတွေကဗုဒ္ဓအဆုံးအမနဲ့နေပင်နေညတော်လဲဗုဒ္ဓအဆုံးအမတရားတွေကောင်းမင်ကောင်းကြတော်လဲလက်တွေလိုက်နာကျင့်သုံးတဲ့အခါကျတော့ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်တယ်ဆိုတဲ့အယုံကြည်ချက်ကြတော့ပျောက်လို့နေတတ်ပါတယ်ပျောက်မနေဘူးလားဒါကြောင့်ကိုယ်ကံကိုပြန်စမ်းသပ်ကြည့်အောင်ပေါ့ဟုတ်လားကိုယ်ကံကိုပြန်စမ်းသပ်ကြည့်ကြရပြိဿကိုလူဖြစ်ရတဲ့ဘဝလက်ရှိအခြေအနေကိုစဉ်းစားလူဖြစ်တိုင်းအတူတူတော့မှကံကောင်းတဲ့မပြောတော့ပါဘူးကံကောင်းတယ်လို့ထင်လားမထင်ဘူးလားထင်တယ်ဆိုရင်ဆက်လို့ပေါ့ဟုတ်လားအဲ့တော့ပြိဿစဉ်းစားပေါ့ဟုတ်လားတကယ်တမ်းကျတော့ကိုယ်ကံကိုမစမ်းစစ်ပဲနဲ့ကံနဲ့ကံရဲ့အကျိုးယုံကြည်တဲ့ဗုဒ္ဓဘာသာဖြစ်ပါလျက်ကနေဒီလောက်မိုင်လုံးကြီးဆက်ပြီးတော့လှုပ်သွားရင်မှားမိတဲ့အကုသိုလ်ပေါ်မှာနောက်ထပ်အမှားတွေပေါင်းနေတာနဲ့မတူဘူးလားတူတယ်ဒါကြောင့်အနုပါဏနံပပကနံအနုပါဒာယဝါယမောဥပ္ပန္နနံပပကနံအနုပါဒာယဝါယမောဖြစ်ပြီးတဲ့အကုသိုလ်တရားတွေကိုလည်းမဖြစ်အောင်နောက်ထပ်ပေါ်မလာအောင်စောင့်ရှောက်ထိမ့်သိမ့်နိုင်ခြင်းမဖြစ်သေးတဲ့အကုသိုလ်တရားတွေကိုလည်းလုံးဝမဖြစ်နိုင်အောင်စောင့်ရှောက်ထိမ့်သိမ့်နိုင်ခြင်းသည်တကယ်ကြီးကျယ်မြင့်မြတ်တဲ့သမ္မပဒံလုံလဝရိယတရားပါမင်းနဲ့တွေ့ငါလည်းနေရထိုင်ခက်တယ်မင်းကဓာတ်ပုံရိုင်းငါလည်းနေထိုင်ဘဝင်မြင့်တာငါတော်တော်ချောနေပြီလားမသိဘူးလားမောင်မင်းသားဟာလားအေးဒီတော့အဇာတသက်မင်းဆိုရင်ဒုပရိသတ်သိလားမသိဘူးလားဘယ်ရလဲမြန်မာနိုင်ငံသားလားပြောမရဘူးဖြစ်ရင်ဆွေမျိုးရှိရင်ရှိနေပါလားကဲအဇာတသက်မင်းလွန်ကျူးတဲ့အကုသိုလ်ကြီးကတို့ဗုဒ္ဓဘာသာတိုင်းသိမနေဘူးလားဘာအကုသိုလ်လဲအဖေရင်ကိုတတ်ခဲ့တဲ့သောတာပန်ဖြစ်တဲ့အဖေကြီးသူတော်ကောင်းကြီးကိုတတ်ခဲ့တဲ့
ဒီလောက်ကြီးမားတဲ့အကုသိုလ်ကံတရားကြီးကိုလွန်ကျူးမိတဲ့အဇာတသမင်းနဲ့အဖေသေးတဲ့နေ့သားလေးမွေးတဲ့နေ့မှာပဲနောင်တကြီးစွာမရလိုက်ဘူးလားစဉ်းစားကြည့်ငါအတွက်အဖေတော်တက်ပြီးမှတော့ဟဲ့ကျန်တာခ ्यू ဆိုင်ကြမလို့မိုက်ချင်မိုက်တော့ငရဲရလွင်ငါအတွက်ဘာမှမရှိတော့ဘူးဆိုအဇာတသက်ထင်းသလိုရမ်းပြီးထင်းသလိုနေသွားရင်ရောတကယ်သာပြိဿတရားတရားနေတဲ့ယုံကြည်မှုနေတဲ့ဗုဒ္ဓဘာသာတယောက်ဆိုရင်မသွားနိုင်ဘူးလားဒါပေမဲ့အဇာတသက်တော့ဘလောက်အံ့ဩဖို့ကောင်းတယ်ပြိဿဒီဝရဆရာနဲ့ပေါင်းပြီးမာခဲ့တဲ့အတွက်ကြောင့်အဖေကိုတတ်တဲ့အထိအကုသိုလ်ကာယကံကြီးလွန်ကျူးခဲ့သောညာလည်းပဲအေးမိမိရဲ့တတိတံဝေကညာနေရလာတဲ့အချိန်ကြတော့အဖေအပေါ်မှာလွန်ကျူးမိတဲ့အကုသိုလ်ကံကြီးကိုတစ်ဖက်မှာထားမြတ်စွာဘုရားရဲ့သာသနာမှာကြီးကျယ်မြင့်မြတ်တဲ့တရားတရားထက်သန်တဲ့ပုဂ္ဂိုလ်ကြီးတယောက်အဖြစ်နဲ့ထောက်ပံ့လိုက်တာအဖေသက်ပြီးမှအဇာတသက်လှုပ်လိုက်တဲ့အလုတ်တွေဟာပြိဿမကောင်းတာဟာမပါသလောက်ကိုအကောင်းနေကြီးပဲဟုတ်လားကဲအဇာတသက်ကိုကြည့်လိုက်တာနဲ့ပြိဿရေအဇာတသက်အဖေသက်လို့လူမိုက်ကြီးလို့ပြောလို့ရပင်ရညာတော်လဲပဲအဖေသက်မိတဲ့အကုသိုလ်ကံကြီးလွန်ကျူးပြီးတဲ့နောက်ပိုင်းမှာမိုက်ဆက်ကိုရက်ပြီးတော့ကောင်းဆက်ကိုသွင်းလိုက်တာရှင်တော်မြတ်ဘုရားကိုယ်တိုင်ကဟေးပုထုဇဉ်တွေရဲ့တရားတရားမှာတော့ဟောဒီအဇာတသက်မင်းဟာအထက်တန်ဆုံးအသာဆုံးဆိုပြီးတော့ပုထုဇဉ်တွေထဲမှာတရားတရားအထက်တန်ဆုံးဣတရက်ရာတုရမသွားဘူးလားအဲ့ဒါပဲဟုတ်လားပြိဿရေမိမိအကုသိုလ်ကာယကံဝစီကံမနောကံတွေလွန်ကျူးတဲ့အချိန်တုန်းကအသိဉာဏ်ကလည်းနှုနေတဲ့ဒေဝဒတ်ဆရာမိုက်နဲ့လည်းပေါင်းမိတဲ့အခါကျတော့အဖေကိုယ်တော်သတ်မိတဲ့အကုသိုလ်ကာယကံဝစီကံမနောကံတွေလွန်ကျူးခဲ့ပေမဲ့နောင်တရတဲ့အချိန်မာနေစွာလို့သိရတဲ့အချိန်မှာရှောင်ရှားနိုင်ခဲ့တဲ့အဇာတသက်ရဲ့အကုသိုလ်ပေါ်မှာအကုသိုလ်ဆင်မသွားတာလေးကြည်လိုက်မယ်ဆိုရင်တို့ပရိသတ်ထဲမှာအကုသိုလ်လွန်ကျူးအောင်တော့အဇာတသက်လောက်ကြီးမားတဲ့အကုသိုလ်တော့ဘယ်သူမှမရှိပါဘူးဟုတ်လားဒါကြောင့်အကုသိုလ်ပေါ်မှာအကုသိုလ်ဆင်မလားအကုသိုလ်တွေကိုနောက်ထပ်မဖြစ်အောင်ရပ်ပြစ်မလားမလီသာဓုခေါ်ပါတယ်ဗျာရှင်တော်မြတ်ဘုရားမိန့်ကြတော်မူလိုက်တဲ့စကားဝရိယတရားထထသန်သန်ပြင်းပြင်းထန်ထန်လေးနဲ့တနေ့တရက်တဏ္ဍနဲ့တဏှာကြီးလေးအသက်ရှင်ရပါစေအဲ့ဒီအသက်ရှင်ခြင်းကမှတကယ်မြတ်တဲ့အသက်ရှင်ခြင်းဆိုတာဘာကိုရည်ရွယ်တာလဲဆိုရင်ရှင်းသွားပါပြီမဖြစ်သေးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံဤကိုယ်တဏ္ဍမှာလုံးဝမဖြစ်ရအောင်မသိမိုက်မှလို့ဖြစ်ခဲ့ပြီးတဲ့အကုသိုလ်ကာယကံဝစီကံမနောကံနေလေဒီမှာရင်မိုက်ဇက်တုံးပြီးတော့နောက်ထပ်အသစ်ပြန်မပေါ်အောင်တဲ့စောင့်ရှောက်ထိမ့်သိမ်းလိုက်မယ်ဆိုရင်အေးအဲ့ဒါအကုသိုလ်ကံနဲ့ပတ်သက်လာတဲ့ဝရိယနှမျိုးကိုပိုင်သွားတာပါပဲတန်ဖိုးရှိလားမရှိဘူးလားလက်တွေ့ကျင့်သုံးကြည့်ပါဟုတ်လားဒါဆိုရင်နံပါတ်3ကြတော့ပြိဿရေအနုဘာဒနာကုသလနာဥပ္ပါဒယဝါယာမောမိမိရဲ့ကာယကံဝစီကံမနောကံတွေမှာမဖြစ်ပေါ်လာသေးတဲ့ကုသိုလ်တရားတွေဒါနာကုသိုလ်ပဲဖြစ်ဖြစ်သီလကုသိုလ်ပဲဖြစ်ဖြစ်ဘာဝနာကုသိုလ်ပဲဖြစ်ဖြစ်တရားနာရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ဝေယဝိဇ္ဇာဆောင်ရွက်ရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပရာဟိတလုပ်ငန်းတွေဆောင်ရွက်ရတဲ့ကုသိုလ်ပဲဖြစ်ဖြစ်ပရိသတ်ရေကိုယ်လည်းအပြစ်ကင်းတယ်သူလည်းအပြစ်ကင်းတယ်ကိုယ်လည်းချမ်းသာတယ်သူလည်းချမ်းသာတယ်ဆိုတဲ့ကုသိုလ်လုပ်ငန်းကိစ္စမှန်သမျှတွေကိုယ်တဏ္ဍာမှာစုံအောင်ရပြီလားလို့မေးကြည့်ပရိသတ်ရေဘာပြောမလဲတိတ်စီလို့ပြောရင်တော့အတန်ထွက်ရင်ထွက်အောင်ပါကိုယ်တဏ္ဍာမှာဒါနာကောင်းမှုတွေစုံသွားပြီလားသီလကောင်းမှုတွေရောဘာဝနာကောင်းမှုတွေရောတရားနာတဲ့ကောင်းမှုတွေရောကြိုးစားရင်ကြိုးစားရင်လည်းပဲအသက်တွေ80ကျော်ပြီးတော့ဟုတ်လားဟမ်ပြိဿတရားနာတာတော့မှသူတို့ကသတင်းကြားတာအောင်ဖို့ကောင်းတယ်ပန်းဖလက်များဝေးပြီးဆိုဟဲ့ဘယ်နေ့ဘယ်ဝန်ကြီးအိုက်ဖုန်းကြီးပြင်းတယ်မသွားဘူးအိုက်ဖုန်းကြီးရှည်တယ်မသွားဘူးအိုက်ဖုန်းကြီးဟောတာတစ်မျိုးကြီးပဲနားမလည်ဘူးမသွားဘူးဟုတ်လားမလေးသူတို့ကဖုန်းကြီးတော့ choice နဲ့လုပ်တာဟုတ်လားတ
တရားပွဲတဲ့ကျင်းပတဲ့လူကတော့သိမ်းမောင်းမြောင်များစွာကုန်ခံပြီးတော့ကြွားကြပါလာကြပါနဲ့ဖိတ်နေရတာသူတို့ကဘုန်းကြီးကိုအမဲ choice နဲ့ဟာလားဒါတော့မှကိုကြိုက်တဲ့ဘုန်းကြီးပါပြီဆိုရင်တော့အဲ့ဒီနေ့ပြန်ပြီးတော့သတင်းစာဖတ်လိုက်တယ်ဟဲ့ဒီညကိုရီးယားဘာချီနေတော့ဘာကားတော့ဟုတ်လားဒါဆိုရင်တော့စဉ်းစားအောင်မယ်ဟုတ်လားအဲ့တော့ပြိဿမဖြစ်သေးတဲ့ကုသိုလ်တရားကိုဟုတ်လားဖြစ်အောင်ကြိုးစားရမှာလားမဖြစ်အောင်နေရမှာလားမဖြစ်သေးတဲ့ကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်တွေဟောဒီကိုယ့်ရဲ့ယုတ်တရားနဲ့နှုတ်စကားကိုယ့်ရဲ့စိတ်အစဉ်မှာတဲ့အမြဲတမ်းဖြစ်ဖို့ကြိုးစားနေတယ်ဆိုရင်တော့မှပရိသတ်မဖြစ်သေးတော့လေကြိုးစားနေတယ်ဆိုရင်သမ္မပဒံလုံးလဝရိယကတော့စတင်လို့ရနေပါပြီငါသည်ငါရဲ့ချွေးနေစာစစ်စစ်လေးတွေနဲ့ဒါနကုသိုလ်တွေမှာစွမ်းသင်္ကာကြောင့်စီပြည့်စည်လေးပါဆုံးအောင်လှူလိုက်မယ်ငါရဲ့ကာယကံဝစီကံမနောကံနေရင်ပြီးတော့ငါရဲ့ယုတ်တရားနဲ့နှုတ်စကားကိုထိမ့်သိမ့်လိုက်တဲ့သီလကုသိုလ်တွေငါရအောင်ဆောက်တည်ကျင့်သုံးမယ်ငါရဲ့စိတ်အစဉ်မှာတောင်းကြနေတဲ့လောဘဒေါသမောဟမာနကိလေသာတရားစိုးတွေကိုဘယ်တော့မှအမြဲတမ်းအကောင်းကောင်းမထားနိုင်တော့ဘူးများရာကနေအောင်နေရာကပအောင်ပါရာကခြုံငိမ့်အောင်ငါကြိုးစားလိုက်မယ်လို့ဒါနသီလဘာဝနာကုသိုလ်တွေပေါ်မှာပြိတ္တရေတိုးပွားအောင်ကြိုးစားပြီးတော့လက်တွေ့ကျင့်သုံးလိုက်ရင်အဲ့ဒါနံပါတ်3သမပဒံလုံးလဝရိယတရားကိုဖြည့်ကျင့်နေတာပါပဲအရေးမကြီးဘူးလားတော်တော်များများရဲ့နေ့စဉ်ဘဝပြိတ္တစဉ်းစားကြည့်စမ်းကုသိုလ်တွေတိုးနေတာလားအကုသိုလ်တွေတိုးနေတာလားတရားနဲ့တရားပေါ်မှာငါပဲသူပဲယောက်ျားပဲမိန်းမပဲလို့စွဲနေတဲ့အလွဲဆွဲအမှားဆွဲကိုစပြီးတော့ဖက်ထုတ်ဖြစ်စည်းပေးတဲ့ဝိပဿနာတရားဟာပြိတ္တရဲ့အဲ့ဒီယုတ်တရားနာတရားပေါ်မှာမရှိတာအရှိလို့တာလေးကြွားသွားရင်တော့မှမငြိမ်းချမ်းဘူးလားငြိမ်းချမ်းတယ်ဒါကြောင့်ကိလေသာယံတို့တွေနှိမ့်သက်ခံရမယ်ဆိုရင်တဲ့တဘဝတသဒရာလုံးပြိဿရေနောက်ဆုံးမရောက်ဖြစ်တတ်ပါလေဒီဘဝမှာကြုံရတဲ့ယံတို့တွေနှိမ့်သက်ခံရတာကမှညာအားကံအားလေးနဲ့ရှောင်ရှားလို့အနိုင်ရရနိုင်ပေမဲ့ကိလေသာယံတို့တွေနှိမ့်သက်ခံရတာကိုပြစ်သားမယ်ဆိုရင်အလုံးတော်တို့ရမပေါင်းသူတော်ကောင်းတွေနိဗ္ဗာန်မပြောပါနဲ့သံဃာရဲမှာတဝဲနေလေပြည်ရင်နဲ့လေရဥပ္ပါဟုတ်လားဒါကြောင့်ဘာဝနာအထီးများရောက်အောင်သွားလိုက်ပြီဆိုတော့ဘာဝနာကောင်းမှုတွေပြုသွားတဲ့အခါဒုပရိသတချို့ကပြောတယ်မလိုပါဘူးကွာစိတ်လေးကြည်နေအောင်ထားလောဘဒေါသမောဟမဖြစ်အောင်တတိလေးနဲ့နေလို့ရှိရင်ဒါတရားအထုတာပြည့်စုံပါပြီလို့ပြောတာကြားဘူးပါလေဟုတ်လားလက်သက်စဉ်းစားဝိပဿနာရဲ့စွမ်းအားကိုအတလောက်လွယ်လွယ်လေးနဲ့ပြည့်စုံပြီလို့ပြောရင်ဘုရားရှင်တော်မြတ်ဟောတဲ့နိဗ္ဗာန်ကိုပါတဲ့သွားကြတယ်ဟောပြန်လာပြောက်မသွားဘူးအဲကြောင့်ပြောလို့လားသူစိတ်တို့ကဘာဝနာကြည့်သွားဆိုတာဘာဝနာတရားရဲ့စွမ်းအားကိုနိဗ္ဗာန်တစ်ခုလေးကိုအာယုပြုဖို့ပြောတာမဟုတ်ဘူးဟုတ်လားအကျဉ်းသာဖြစ်တဲ့အန္တဘာလာပုထုဇဉ်ဘဝကနေကလျာဏပုထုဇဉ်အစဉ်လေးကိုတဆင့်ပြည့်သွားရင်ဘာဝနာရဲ့စွမ်းအားကစတင်လို့သိနိုင်ပါပြီဟုတ်လားဒါကြောင့်ဝိပဿနာတရားအလုံးအားထုတ်ခဲ့ပါလျင်နာနှင့်ယုတ်ကိုမြင်အမှားဒိဋ္ဌိစဉ်ကလျာဏပုထုဇဉ်အပေဝင်မရောက်ဝေနိဗ္ဗာန်လမ်းသာပြီဟောဝိပဿနာရဲ့စွမ်းအားဟာပြိဿနိဗ္ဗာန်မရောက်သေးလို့နိဗ္ဗာန်မရောက်နိုင်လို့အာမထုတ်တော့ဘူးလို့လက်လျှော့ပြန်လို့လားဦးဇင်းတို့ပုထုဇဉ်တွေမှာပြိဿမိုက်ကန်းကအန္တဘာလဘာမှမသိတဲ့ပုထုဇဉ်တွေအများကြီးမရှိဘူးလားအခုတရားဝဲတွေကျင်းပတာပြိဿဘလုံးဝမ်းမြောက်ဖို့ကောင်းတယ်လူတော်တော်များများရဲ့အသိဉာဏ်တွေမှာတရားရဲ့အရာသာလေးတွေခိုးမလာဘူးခိုးလာတယ်ပြိဿအဲ့ဒီတရားရဲ့အရာသာခိုးလာပြီဆိုတဲ့လူတော်တော်များများအန္တဘာလပုထုဇဉ်ဆိုတဲ့အန္တဆိုတာကအကံဘာလဆိုတာကအမိုက်လူမိုက်ကံကပုထုဇဉ်ဘဝကတော့လွတ်မသွားဘူးလွတ်သွားတယ်အဲ့ဒါတရားရဲ့ဂုဏ်ကြီးစုပဲဟုတ်လားနာကြတဲ့တရားကိုရှုပွားတဲ့အစဉ်ကိုများရအောင်သွားနိုင်ကြကြပဲဆိုရင်ဝိပဿနာတရားအလုံးအားထုတ်ခဲ့ပါရင်နာနှင့်ယုတ်ကိုမြင်သိတဲ့ဘာနဲ့ပါကိုမြင်
နာနဲ့ရုပ်ကိုမြင်သွားပြီဟာဒါကရုပ်ပဲဒါကလည်းအမလီတကယ်တော့ငါတို့ကငါတွေသူတွေယောက်ျားတွေမိန်းမတွေခြေတွေလက်တွေခေါင်းတွေနဲ့ရှောက်ပြောနေတာတကယ်ရှိတာကရုပ်နဲ့နာပါလားလို့သိလိုက်တော့ကိုယ့်ကိုယ်တော့ရည်စရာကြီးဖြစ်မသွားဘူးဟောနာနဲ့ရုပ်ပဲလို့မြင်သွားတဲ့အခါကျတော့ဒီရုပ်တရားနာတရားပေါ်မှာငါမရှိတာငါလုပ်နေတယ်ငါသူယောက်ျားမိန်းမဆိုတဲ့အစွဲကြီးပွာမလားရှိမလားပွာသွားတာပေါ့ဟုတ်လားဒါကြောင့်အမှားဒိဋ္ဌိစင်ဆိုတာအဲ့ဒီဒိဋ္ဌိစင်သွားရင်ဘာသိရောက်သွားလဲကလျာဏပုထုဇဉ်ဟုတ်လားကလျာဏပုထုဇဉ်အရှင်ကြီးရောက်သွားပြီဆိုရင်ကဲဦးဇင်းတို့လူဖြစ်ရတာတန်ဖိုးကစတင်တော့အကျိုးမရှိဘူးလားတဏ္ဍဘာနာပုထုဇဉ်ဗိုက်ကန်းကန်းဘဝကြီးနဲ့တရားမယ်ဆိုရင်ကဲပြိဿလူဖြစ်ရတာနိဗ္ဗာန်မပြောနဲ့အပယ်လေးပါးဓာတ်ပေါက်သွားဖို့ရအတွက်ဈေးခန္ဓာစုတာနဲ့တော့မတူဘူးလားအေးဒါကြောင့်ပြိဿရဲ့အမြတ်ဆုံးမြတ်တဲ့ဘဝနာတရားပါနဲ့တူတယ်လေနှပြသောတန်လည်းလက်မဆွဲကံပြီးတော့ဟောဒီလောဘဒေါသမောဟမာနကိလေသာယံသူတွေကိုတစ်ချက်ချင်းနဲ့ပြအောင်ခုတ်ထွင်ရှင်းလင်းလိုက်ရင်ရှင်းသွားတဲ့လင်းသွားတဲ့ဟောဒီစိတ်အစဉ်မှာပြိဿရဲ့ခိုးအောင်လာတာကနိဗ္ဗာန်ချမ်းသာမိပါပြီဟုတ်လားသောသောကဥပမာလုံးပဲရွှေတကုံဘုရားကမောတော်ကားကောင်းကောင်းစီးတဲ့ဝကောင်းသံဃာဝတ်တဲ့လမ်းကြီးမှာတွေ့ကြုံလာတဲ့ရန်သူတွေကိုအနိုင်တိုက်ခိုက်နိုင်ဖို့ရန်အတွက်ကာယအားလည်းပြည့်စုံတဲ့ဉာဏ်စွမ်းအားလည်းပဲရှောင်နိုင်တယ်ဆိုရင်ပြိတ္တိုင်ရှိစက်ပေါင်းလိုက်တော့ဒီကိုရောက်မလဲရွှေတကုံမောင်းတာလေဒီမှာမသွားနဲ့အောင်ပါရွှေတကုံဘုရားရောက်ပြီဆိုတော့ပြိတ္တရွှေတကုံကိုရောက်သွားကြတဲ့ကအေးချမ်းတဲ့နေရာလားပူလောင်တဲ့နေရာအေးချမ်းတဲ့နေရာဒီတိုင်းပဲပေါ့ဟုတ်လားဒါနာကောင်းမှုလည်းပြည့်ပြည့်စုံစုံသီလကောင်းမှုတွေကလည်းပီတိဖြစ်လို့မဆောင်မိမိရှုမှတ်တဲ့ယုတ်တရားတရားဝမှာမှတ်လိုက်တဲ့ဘာဝနာကောင်းမှုတွေကလည်းပြည့်စုံတယ်ဆိုရင်လောဘဒေါသမောဟမာနကိလေသာယံတွေတစ်ပြည့်နဲ့ကိုလျောသွားတဲ့အခါပရိသေပေါ်လာတာကနိဗ္ဗာန်ချမ်းသာတဲ့နိဗ္ဗာန်ချမ်းသာမရသေးရင်တော့မှဟောဒီဘဝကထွက်သွားရင်ပြိဿရဲ့အပေဒုက္ခတိဘဝမရောက်ရဘူးဆိုရင်နဲ့အဲ့ဒီသူတော်ကောင်းဝမ်းမြောက်ရတာတန်ဖို့မမြင်ဘူးလားဒါကြောင့်တကယ်ဝမ်းမြောက်နိုင်တဲ့အဆင်းဆိုတာပြိဿတင်ရောက်မှရမှာဘာဝနာရောက်မှရမှာဟုတ်လားသာသာလေးနဲ့ရက်ထားလို့ရပါမယ်ဒါကြောင့်အာတော်နှလုံးပြောင်းပြောင်းသူတော်ကောင်းတို့ဒုမေစဉ်သူတော်ကောင်းအပေါင်းတို့သည်ဒါနယာနံနေမြတ်မဟုပြီးလူစွန့်ချမြတ်ဒါနပြုသောဘောတော်ရင်ကိုအဘိဓမ္မာယညာဖိစီတခါသိ၍သီလမန္တငါးပါးပြည့်စုံသည့်အထင်ကြီးနှင့်ရွှေပြည်မကွာသီလတိဟုသောမြတ်တာကိုဝိဘုတိယကျူးပေါကင်းစင်ဝခါစင်လျက်ဘာဝနာခန္ဓာကံတော်သမထဘာဝနာဝိပဿနာဘာဝနာလို့ခေါ်တဲ့တရားသောသလည်းလက်မှာဆွဲကံကြကုန်လျက်ဒီဘုံမိဘသတ္တပြညီရအမှန်မျက်နှိကံသို့ဒုံဝိသေသူတော်ကောင်းအပေါင်းတို့သည်ကိသံတုပတ္ထနာသုလိုရာပြု၍ကောင်းစွာမသွေသွားရောက်နိုင်ပါပြီလို့တည်းကဲပရိသတ်တကယ်ဝမ်းမြောက်နိုင်မှုအဖြစ်ဆိုတာဒီလောက်လေးနဲ့ရှင်းနေလို့ရပါမလားငါတို့ဒီဒါနကောင်းဝရမှာသွမ်းသင်္ကန်းကြောင့်ဖြစ်ပစ္စည်းလေးပါးလေးနဲ့လူခဲ့ပြီးပါပြီဟောဒီမှာမြတ်စွာဘုရားရှင်တော်မြတ်ဟောကြားခဲ့တဲ့တရားဓမ္မတွေကိုလည်းပဲလောကလူသားတွေရဲ့နှလုံးသားမှာအေးချမ်းမှုရအောင်ငါတို့လူတန်းခဲ့ပြီးပါပြီငါတို့ရလိုက်တဲ့